အန်ဒီဟင်းရီလေးနေနဲ့ပို့ထည့်ပေးပါဦးလို့ယဉ်ကျေးစွာမင်းမြတ်လိုက်ရာဆိုင်ရှင်မိမကြီးမချင်းကမျက်နှာဆိုးဖြစ်တပူးမှ25ရွက်တဲကိုဟင်းရီကတယောက်မှတစုံပဲရမယ်အခုဝတ်သားသေးတွေဘယ်လောက်တက်နေလဲမင်းမသိဘူးလားလို့ငောင်းနှဲလိုက်ပါတော့တယ်ထိုဝန်ထမ်းလူငယ်ဟာ3နှစ်ပတ်လုံးဒီဆိုင်မှာပဲအားပေးလာခဲ့သူဖြစ်ပြီးယနေ့မှဆိုင်ရှင်ဤမဟုတ်မမှန်ပြုမှုပုံကိုစတင်တတိထားမိခဲ့တာဖြစ်ပါတယ်အဲ့ဒီအချိန်မှာပဲနောက်ထပ်ရုံးဝန်ထမ်းအမျိုးသမီးတို့ရောက်ရှိလာပြီးထမင်းဘူးမာယူလိုက်ပါတယ်ဆိုင်ရှင်မိမကြီးကထိုမျိုးသမီးတစ်ကိုမြင်တီနဲ့မျက်နှာချိုသွေးကညီမလေးကအစ်စ်လာတာလားမမကအသားတွေအများကြီးထည့်ပေးလိုက်မယ်နော်18ရွယ်ပဲပေးပါလို့မူသားပြောဆိုကအသားများစွာထည့်ပေးလိုက်ပါတယ်ဒါကိုစောင့်ကြည့်နေတဲ့ဝန်ထမ်းလူငယ်နဲ့သူ့လုပ်ဖော်ကိုင်ဖက်အမျိုးသမီးတို့ကမကျင်းရဲ့တရားမျှတမှုမရှိသည့်ပြုမှုပုံကိုမိသွားပါတော့တယ်ထို့နောက်ဝန်ထမ်းလူငယ်ကဆိုင်ရှိတို့ပြန်သွားပြီးမကျင်းခင်များကိုတစ်ခုလောက်မေးပါရစေဒီဝက်ပေါင်စိန်ထမင်းတပူးကိုအမှန်တကယ်ဈေးဘယ်လောက်လဲလို့မေးလိုက်ရမကျင်းကဖောက်တီဟောင်းဖြစ်ပြီးတော့မှဘာတွေလာမင်းနေတာလဲ25ရွယ်ပဲလေလို့မစေမပါပြန်ပြောလိုက်ပါတယ်ဝန်ထမ်းလူငယ်ကဒေါသတကြီးဖြင့်ဟင်းတစ်မျိုးရဲ့ကိုလူကြည့်ပြီး2မျိုးစေးရောက်နေတာပေါ့စက္ကန့်ပိုင်းကမှဝယ်သွားတဲ့လူကြသားလဲပို့ပါတယ်18ရွယ်ပဲယူတယ်ကျွန်တော်ကြတော့3နှစ်ပတ်လုံး25ရွယ်ပေးခဲ့ရတယ်မနေ့ကဝယ်သွားတဲ့ပို့ဆောင်ရေးဝန်ထမ်းလေးစီကလည်း18ရွယ်ပဲယူခဲ့တာမလားလို့ထောက်ပြလိုက်ပါတော့တယ်မကျင်းကလက်မွေရောက်မှကြီးကိုမိုးကဒီမှာငါဆိုင်မှာငါတဘောပဲငါဈေးနဲ့ငါရောင်းတာမင်းနဲ့ပါဆိုင်လဲမဝဲချင်းရင်ထွက်သွားနောက်ကလူတွေကိုလာမပိတ်နဲ့လို့ရိုင်းဆိုင်စွာကျင်းဝါလိုက်ပါတယ်ဝန်ထမ်းလူငယ်ကမိမိဖုန်းထဲမှာငွေပေးချေမှုမှတ်တမ်းများကိုပြသရင်ကျွန်တော်ဒီမှာ3နှစ်တောက်ခဲ့တာတရက်ကို9ရွယ်ပို့ပေးခဲ့ရတယ်ဒီလောက်ကို100ကျော်တစ်နှစ်ဆို1000ကျော်ပို့ပေးခဲ့ရတာပိုက်ဆံပမာဏကမများပေမဲ့ခင်များရဲ့လောက်ရက်ကတကယ်ကိုရုံမာလုံးပါတယ်လို့ခက်ထန်စွာပြောလိုက်ပါတယ်မကျင်းကပပောင်းစုံမှာအော်ဟစ်ကမင်းတို့လာစာနေတဲ့ကော်လာဖြူဝန်ထမ်း2ယောက်ကအပိုလိုလာပြောမနေနဲ့25ရွယ်မတက်နိုင်ရင်မစားနဲ့အခုချက်ချင်းထွက်သွားကြလို့မောင်းထုတ်လိုက်ပါတော့တယ်ဝန်ထမ်းလူငယ်ကထမင်းဘူးကိုပြန်ချထားလိုက်ပြီးကောင်းပြီးကျွန်တော်နောက်မစားတော့ဘူးလို့ပြောကထွက်ခွာရန်ပြင်လိုက်ပါတယ်အနားမှာစောင့်ကြည့်နေကြသည့်အခြားရုံးဝန်ထမ်းများကလည်းမကျင်းရုံမာမှုကိုမကျင်းမနှက်ဖြစ်ကဝိုင်းဝန်းပြောဆိုကြပါတော့တယ်ဝန်ထမ်းလူငယ်နဲ့အဖွဲ့သည်ဘေးနားရှိရိုးသားစွာရောင်းချနေသည့်ဇနီးမောင်နှံနဲ့ဦးဤတွန်းလဲစီတို့ဥတီလျှောက်လန်းသွားကြပါတယ်ရုံးဝန်ထမ်းလူငယ်နဲ့မန်နေဂျာအမျိုးသမီးတို့ဟာရိုးသားလာသည့်အစားအသောက်တွန်းလဲပိုင်ရှင်ဇနီးမောင်နှံစီရောက်ရှိလာကြပါတယ်ဝန်ထမ်းလူငယ်ကဆိုင်ရှင်ဦးလေးကြီးအားအန်ကဲကျွန်တော်ကိုဝက်ပေါင်စိန်ထမင်းတပူပေးပါအစီနေနဲ့အသားများများနဲ့ကြက်ဥပြုတ်တစ်ဝက်ပါထည့်ပေးပါနော်လို့မာယူလိုက်ပါတယ်ဦးလေးကြီးကစေတနာပါဖြင့်ထမင်းနဲ့အသားများကိုအပြည့်အဝထည့်ပေးလိုက်ရာဝန်ထမ်းလူငယ်ကအံ့အားသင့်စွာဖြင့်ဒီလောက်အသားတွေအများကြီးပါတာကို15ရွယ်တည်းရောင်းတာလားလို့မေးမြန်းလိုက်ပါတယ်ထိုခါဇနီးဖြစ်သူအန်တီကြီးကဝမ်းနေစွာဖြင့်ကျမတို့ဒီကိုရောက်တာမကြသေးတော့ဘယ်သူမှမသိကြပါဘူးညဘက်ဆိုရင်မယောင်းရတဲ့ဟင်းတွေကိုတုံပြစ်နေရတာပါလို့ပြောပြရဦးလေးကြီးကလည်းနည်းနည်းပဲမျက်မျက်အဆင်ပြေပါတယ်စားမဲ့သူရှိရင်ပဲဂျင်းနဲ့ပါပြီးလို့စေတနာထက်တန်စွာပြန်ပြောလိုက်ပါတယ်ဝန်ထမ်းလူငယ်ကထမင်းဘူးကိုမြည်ကြည့်ပြီးအရသာလည်းတကယ်ကောင်းတာပဲတန်ရှင်းမှုလည်းရှိတယ်အနီးနားကမကျင်းရဲ့ဆိုင်ထက်အများကြီးတန်ရှင်းတာပဲလို့ချီးကျူးလိုက်ပါတယ်အမျိုးသမီးကလည်းစီစစ်ကြည့်ရှုပြီးဟုတ်တယ်စားပွဲပြင်ဆင်ထားတာကျန်းပြင်မှာဟင်းရည်တွေဖိတ်စင်မနေတာရောတကယ်ကိုတန်ရှင်းလာပါတယ်လို့ထောက်ခံလိုက်ပါတယ်ဦးလေးကြီးကတက်ပြင်းချရင်မကျင်းကဒီမှာရောင်းတာ10နှစ်မှတ်ကရှိပြီဆိုတော့လူတွေကသူ့ဆိုင်မှာပဲရင်ပါနေကြတာပါကျွန်တော်တို့ကအစ်စ်လည်းဖြစ်စကားလည်းမပြောတတ်တော့သူတို့နဲ့ပြန်မရောင်းချင်ပါဘူးလို့ရိုးသားစွာအကြောင်းပြလိုက်ပါတယ်ထိုခါမန်နေဂျာမျိုးသမီးကဒါကအကင်းပါတာမပါတာနဲ့မဆိုင်ပါဘူးလူတွေကခင်ဗျားတို့ရဲ့စေတနာနဲ့တန်ရှင်းမှုကိုမသိကြသေးတာပါမနေ့ပြန်ကျမတို့ကုမ္ပဏီမှာအစည်းအဝေးရှိလို့ထမင်းဘူး30မှာကျင်ပါတယ်လို့ပြောလိုက်ပါတော့တယ်ဇနီးမောင်နှံနဲ့ဦးလုံးအံ့အားသင့်သွားကြပြီးဘူး30တောင်လားမမရဲ့နောက်နေတာမဟုတ်ပါဘူးနော်လို့မယုံနိုင်စွာမေးလိုက်ကြပါတယ်အမျိုးသမီးကဖုန်းထဲမှာစီမံခန့်ခွဲမှုစနစ်ကိုပြသရင်ကျမကစီမံခန့်ခွဲရေးတာဝန်ခံပါဆိုင်ပြောင်းမှာယူပိုင်ခွင့်ရှိပါတယ်ဒါပေမဲ့မပို့မီမှာစီကံချက်ချို့တော့တတ်မှတ်ရပါမယ်လို့ပြတ်သားစွာပြောဆိုလိုက်ပါတယ်ရုံးဝန်ထမ်းလူငယ်ကစတော်ပိုက်ဆန်300ရွမ်ကိုဖုန်းမတစ်ဆင့်ဆိုင်ရှင်ဦးလေးကြီးထံငွေလွှဲပေးလိုက်ပါတယ်ထို့နောက်ဝန်ထမ်းလူငယ်ကစီကံချက်များကိုတစ်ခုချင်းစတင်ရှင်းပြပါတော့တယ်ပထမအချက်ဈေးနှုန်းတွေကိုပွင့်လင်းမြင်သာစွာတတ်မှတ်ရေးသားထားရပါမယ်ဝက်ပေါင်စိန်ထမင်း15ရွမ်ဘဲကင်ထမင်း16ရွမ်နှစ်မျိုးဆက်ထမင်း18ရွမ်ကျုပ်ပြုတ်ပိုင်ရင်2ရွမ်ပေါင်းမယ်ဆိုတာတွေကိုတင်မုံပေါ်မှာတေချာရေးထားပေးပါဦးလေးကြီးနဲ့အန်တီကြီးတို့ကစာတင်မုံပေါ်တွင်ဈေးနှုန်းများကိုတေချာရေးသားလိုက်ကြပါတယ်ဝန်ထမ်းလူငယ်ကဆက်လက်၍ဒုတိယအချက်ဖောက်တီဟောင်းပဲဖြစ်ဖြစ်ဖောက်တီတစ်ပဲဖြစ်ဖြစ်တပြေးညီဈေးနှုန်းပဲယူရပါမယ်ဘယ်သူ့ကိုမှပုံမတောင်းရပါဘူးတတိယအချက်ပါဝင်ပစ္စည်းတွေကိုနေ့စဉ်လက်ဆက်စွာပြင်ဆင်ရပါမယ်မနေ့ဖြန်အတွက်မလက်ဆက်တဲ့ဟင်းတွေကိုဘယ်တော့မှမရောင်းရပါဘူးလို့ပြတ်သားစွာစီကံထုတ်လိုက်ပါတယ်ဆက်လက်ပြီးစတုထအချက်ကိုလည်းပြောဆိုလိုက်ပါသေးတယ်စတုထအချက်ပမာဏကိုပုံမှန်တိုင်းအပြည့်အဝထည့်ပေးရပါမယ်ဒီနေ့ပေးတဲ့ပမာဏအတိုင်းမနေ့ဖြန်လည်းဒီအတိုင်းပဲပေးရပါမယ်အယောင်ဒေါ်လာလို့ဆိုပြီးချက်ချင်းဟင်းရပမာဏရှော့မပေးရပါဘူးလို့မှာကြားလိုက်ရာအန်တီကြီးကဝမ်းနေဝမ်းသာဖြင့်စိတ်ချပါမောင်လေးရဲ့ကျမတို့ဆင်းရဲပေမဲ့ကိုချင်းတီလာနဲ့စေတနာကိုတော့ဘယ်တော့မှပြတ်ခံမှာမဟုတ်ပါဘူးလို့ကတိပေးလိုက်ပါတယ်ထိုချိန်တွင်မန်နေဂျာအမျိုးသမီးကလည်းနောက်ဆုံးတစ်ချက်ကတော့လမ်းတစ်ဖက်ကမကျင်းကဘလောက်ပဲဆဲဆိုစိန်ခေါ်နေပါစေခင်များတို့ရံမဖြစ်ပါနဲ့အစားအသောက်ကောင်းကောင်းမွန်မွန်ချက်ပြုတ်ဖို့ပဲအာယုံစိုက်ထားပါလို့အကြံပေးလိုက်ပါတယ်ဝန်ထမ်းလူငယ်ကအားတက်တရောဖြင့်သူမကအော်ဒါတွေရအောင်ချိတ်ဆက်ပေးမယ်ကျွန်တော်ကတော့လိုအပ်တဲ့ငွေကြေးနဲ့စီမံခန့်ခွဲမှုတွေကိုတာဝန်ယူပေးမယ်ကျန်တာကိုကျွန်တော်တို့အတိုင်းဆက်လုပ်သွားပါမယ်လို့ပြောလိုက်ရာဦးလေးကြီးကကျေးဇူးတင်စွာဖြင့်ကျွန်တော်တို့ကိုယုံကြည်ပေးလို့ကျေးဇူးတင်ပါတယ်ခင်များတို့မျက်နှာမပြတ်စေရပါဘူးလို့ကတိပြုလိုက်ပါတယ်ဈေးတန်းတစ်ခုရဲ့လမ်းဘေးမှာတော့ရိုးသားလာတဲ့ဇနီးမောင်နှံနဲ့ဦးဟာသူတို့ရဲ့အစားအသောက်တွန်းလဲပေါ်မှာရှင်းလင်းပြတ်သားတဲ့ဈေးနှုန်းဆိုင်ပုတ်လေးကိုချိတ်ဆွဲပြီးအယောင်းဝယ်ပြုလုပ်နေကြပါတယ်ထိုဆိုင်ပုတ်မှာဝက်ပေါင်စိန်ထမင်း15ရွမ်ဘဲကင်ထမင်း16ရွမ်စသည်ဖြင့်စနစ်တကျရေးသားထားတာကြောင့်လမ်းသွားလမ်းလာဝန်ထမ်းများနဲ့တက်ရှင်းရေးဝန်ထမ်းများကပါဈေးနှုန်းချိုတာအဆင်ပြေလုံးနဲ့ဝိုင်းဝန်းအားပေးကြပါတော့တယ်အနီးနားမှာစောင့်ကြည့်နေတဲ့ကုမ္ပဏီဝန်ထမ်းလူငယ်ကအော်ဒါရောက်လာပြီးဒီတစ်ခါတော့ဟိုဘက်ဆိုင်ကမနာလိုပဲငြိမ်နေတော့မှမဟုတ်ဘူးလို့တိုးတိုးတိတ်တိတ်ပြောလိုက်ပါတယ်ဝန်ထမ်းလူငယ်ပြောလိုက်တဲ့အတိုင်းပဲအနီးနားကပြိုင်ဘက်ဆိုင်ရှင်မိမကြီးမကျင်းဟာလက်မွေရောက်မှကြီးကိုကင်ကာဒေါသတကြီးရောက်ရှိလာပါတော့တယ်မကျင်းကဟဲ့မင်းတို့တကယ်ပဲအော်ဒါတွေအများကြီးရနေတာပေါ့လေရောက်လာတာ2ရက်ပဲရှိသေးတယ်ငါရဲ့စီးပွားရေးကိုလာလို့နေကြတာလားလို့အော်ဟစ်နောက်ဆက်လိုက်ပါတယ်တွန်းလဲပိုင်ရှင်ဦးလေးကြီးကမကျင်းရဲ့ဒါကအကြိုမှာထားတဲ့အစည်းအဝေးသုံးထမင်းဘူးတွေပါအခုပဲအမြန်သွားဖို့ရတော့မှာပါလို့တောင်းပန်စွာပြန်ပြောလိုက်ပါတယ်ဒါပေမဲ့မကျင်းကထမင်းဘူးကိုအတင်းဆွဲဖွင့်ဖို့စူးစမ်းရင်ငါနေနဲ့လောက်ကြည့်စမ်းပါရစေကြည့်လိုက်ုံနဲ့မင်းတို့အသားတွေရုပ်ရော့သွားမှာမဟုတ်ပါဘူးလို့ကျင်းဝါလိုက်ပါတယ်တွန်းလဲပိုင်ရှင်အန်တီကြီးကလည်းမကျင်းရဲ့
ဒါဝယ်သူမမှာထားတဲ့ထမင်းဘူးပါဒီတိုင်းစီကမ်းမရှိမဖွင့်သင့်ပါဘူးလို့တားဆီးလိုက်ပါတယ်မကျင်းကခနဲ့တဲ့ရေမောလိုက်ရင်ဘာတွေလာဟန်ဆောင်နေတာလဲ9ရွမ်တန်ဝက်ပေါင်စိတ်ထမင်းကိုဒီလောက်ဈေးပေါ်ပေါ်နဲ့ရောင်းနေတာကောင်းတဲ့အသားတွေရော3ရက်လားလို့ဆွဆွဲပြောဆိုလိုက်ပါတော့တယ်အဲ့ဒီအချိန်မှာပဲအော်ဒါမာယူထားသည့်ကုမ္ပဏီမှရုံးဝတ်ဆောင်ဝယ်အမျိုးသမီးနဲ့မန်နေဂျာလူငယ်တို့ရောက်ရှိလာကြပါတယ်အမျိုးသမီးကပြတ်သားစွာဖြင့်ဒီထမင်းဘူးတွေကိုငါမှထားတာပါအားလုံးမြင်တွေ့ရအောင်ထမင်းတပူးဖွင့်ပြဖို့ငါခွင့်ပြုတယ်လို့ပြောလိုက်ပါတယ်ထို့နောက်အနီးမှမန်နေဂျာလူငယ်ကမကျင်းအားလက်ကြီးကမကျင်းသူတို့က9ရွမ်နဲ့အပြည့်အဝစေတနာပါရောင်းပေးနေတာပါခင်ဗျားက25ရွမ်ရောင်းပြီးတော့တောင်ပစ္စည်းတို့အပတွေခိုးထည့်နေတာစိတ်ထဲမရှက်ဘူးလားလို့စီစစ်စွာမေးခွန်းထုတ်လိုက်ပါတယ်မကျင်းကဒေါသတာကြီးဖြင့်စောနင်တို့နှစ်ယောက်ကအနောက်ကနေပူပေါင်းကြံစီနေကြတာပေါ့လေလို့အော်ဟစ်လိုက်ပါတယ်အမျိုးသမီးကမကျင်းဤဆွဆွဲချက်ကိုဂယူးမဆိုင်ပဲတွန်းလဲပိုင်ရှင်ဦးလေးကြီးစီလက်ကဦးလေးထမင်းဘူးတပူးထုတ်ပေးပါအားလုံးကြည့်ရအောင်အခုပဲဖွင့်ပြလိုက်ပါလို့ပြတ်သားစွာခိုင်းစေလိုက်ပါတယ်အားလုံးမြင်အောင်ဖွင့်ပြလိုက်ပါတယ်ထိုချိန်တွင်လမ်းဘေးမှပို့ဆောင်ရေးဝန်ထမ်းနဲ့အခြားရုံးဝန်ထမ်းများကဖွင့်ပြထားသည့်9ရွမ်တန်ထမင်းဘူးကိုကြည့်ရှုရင်း9ရွမ်တန်နဲ့အသားတွေလည်းအများကြီးပါတာပဲဟိုဘက်ကမကျင်းဆိုင်မှာဆို25ရွမ်တောင်ပေးရတာဒီမှာကဈေးနှုန်းတွေကိုပါတေချာစာရေးပြထားပြီးပွင့်လင်းမြင်သာမှုရှိလာပါတယ်လို့အံ့အားသင့်စွာဝိုင်းဝန်းကြည့်ကျူးလိုက်ကြပါတယ်ထိုအခါမကျင်းကမနာလိုတော့တဲ့ဖြစ်ကဆိုင်ရှိတို့ရောက်လာပြီးသူတို့လိန်ညာနေတာမယုံကြပါနဲ့လို့အော်ဟစ်ဟန်တာလိုက်ပါတယ်ဝန်ထမ်းလူငယ်ကပြတ်သားစွာဖြင့်သူတို့လက်စားတယ်လို့ပြောချင်ရင်အထောက်ထားခိုင်ခိုင်လုံလုံပြပါလို့ခြေပလိုက်ပါတယ်ထို့နောက်မန်နေဂျာအမျိုးသမီးကဖုန်းကိုကြည့်လိုက်ပြီးအခု7နာရီ50မိနစ်ရှိပါပြီ19ထပ်တော့ရောက်ဖို့10မိနစ်ပဲကြံပါတော့တယ်ကဲဦးလေးတွန်းလဲကိုတွန်းပြီးအတူတကွသွားကြရအောင်လို့ပြောဆိုကတွန်းလဲဖြင့်ကုမ္ပဏီဆောက်ဦးအတွင်းသို့ဝင်ရောက်ခဲ့ကြပါတယ်သူတို့ဖွဲ့သည်လက်ဖြင့်19ထပ်ရှိကုမ္ပဏီသို့ရောက်ရှိသွားကြရာ10နာရီတိတိတွင်အချိန်မှန်ရောက်ရှိသဖြင့်ရုံးတာဝန်ခံမျိုးသမီးက10နာရီခွက်တီပဲအချိန်မှန်ပါတယ်လို့ကြီးကျူးလိုက်ပါတယ်အစည်းအဝေးပြီးတွင်ကုမ္ပဏီဝန်ထမ်းများနှင့်လူကြီးမန်းတိုင်များကထမင်းဘူးများကိုမြည်ဆန်းစားတောက်ကြပါတယ်မကြာမီမန်နေဂျာအမျိုးသမီးဖုန်းထဲသို့အထက်လူကြီးထံမှဟင်းတွေကအရန်ကောင်းတယ်အသားတွေလည်းနူးညံ့ပြီးပမာဏအပြည့်ပါတာပဲလို့သတင်းစကားများဝင်ရောက်လာခဲ့ပါတယ်အခြားရုံးဝန်ထမ်းများကလည်း15ရွမ်တဲနဲ့ဒီလောက်ကောင်းတာကိုမကျင်းက25ရွမ်ယူပြီးငါတို့ကိုနည်းနည်းချီလိန်စားလာခဲ့တာပဲနောက်ဆိုရင်အစည်းအဝေးဟင်းပွဲတွေကိုဒီဆိုင်မှာပဲမှာကြရအောင်လို့ကျေနပ်စွာပြောဆိုရင်ဆိုင်စာရွက်ငယ်များကိုရယူလိုက်ကြပါတယ်မန်နေဂျာအမျိုးသမီးကဝန်ထမ်းလူငယ်ကိုပြုံးပြရင်ပထမဆုံးယုံကြည်မှုကိုတော့ကျမတို့ရရှိသွားခဲ့ပါပြီလို့ပြောဆိုလိုက်ပါတယ်ထို့နောက်မန်နေဂျာအမျိုးသမီးနဲ့ဝန်ထမ်းလူငယ်တို့ရုံးကန်တွင်ဖုန်းနဲ့ကွန်ပျူတာများကိုစစ်စစ်ကြည့်ရှုရင်းပထမခြေလှမ်းအောင်မြင်သွားသည့်အတွက်ဝမ်းမြောက်နေကြပါတယ်ထို့နောက်အွန်လိုင်းပေါ်မှာသုံးသက်ချက်ကောင်းများနဲ့စည်ရင်းမှတ်တမ်းများကိုတေချာစွာတင်ဆက်ထားကြပါတယ်ထိုချိန်တွင်လမ်းဘေးတွင်ဆိုင်ဖွင့်ထားသည့်မကျင်းကမနာလိုတော့တဖြစ်စွာဖြင့်ဒီကောင်တွေကငါရဲ့အစည်းအဝေးထမင်းဘူးအော်ဒါကိုလူယူသွားတာလားနင်တို့ကငါထက်အများကြီးအတွေ့အကြုံလိုပါသေးတယ်လို့ဒေါသတာကြီးကျုံးဝါနေပါတယ်ရုံးကန်ပြတင်းပေါက်မှအောက်သို့ငေးကြည့်နေသည့်ဝန်ထမ်းလူငယ်ကသူခုစိတ်လှုပ်ရှားပြီးပြရာခက်လာပြီးသူစိတ်လှုပ်ရှားလေလေအမာယွင်အပေါက်ပြဲတွေပိုပြလာလေလေပဲလို့သုံးသပ်လိုက်ပါတယ်ထို့နောက်မန်နေဂျာအမျိုးသမီးကကွန်ပျူတာတွင်စည်ရင်းများကိုစီစစ်ရင်ဒီမှာကြည့်စမ်းမကျင်းရဲ့ဝက်ပေါင်စိတ်ထမင်းကအမြဲတမ်း25ရွမ်နဲ့စည်ရင်းရှင်းထားတာဒါတင်မကဘူးတာမန်ပစ္စည်းဝယ်ယူရေးစေဈေးခေါ်ယူမှုလုပ်ငန်းစဉ်တွေကိုပါကြော်လွန်ပြီးဆောင်ရွက်ထားတာပဲလို့တက်တည်ပြလိုက်ပါတယ်ဝန်ထမ်းလူငယ်ကလည်းလမ်းဘေးဆိုင်တစ်ဆိုင်ကကုမ္ပဏီရဲ့အစည်းအဝေးထမင်းဘူးတွေကိုကာလရှည်ကြာရရှိနေတာသူနဲ့နောက်ွယ်ကထောက်ပံ့ရေးဌာနထက်ခရင်ရနဲ့ပူးပေါင်းထားတာတေချာတယ်လို့ရိပ်မိသွားပါတယ်ထိုချိန်တွင်ရုံးတာဝန်ခံအမျိုးသမီးရောက်ရှိလာပြီးဟုတ်တယ်သူနဲ့မကျင်းကယဉ်နီးကြတာအရင်ကထမင်းဘူးတွေအဆင်မပြေဘူးလို့တိုင်တန်းသူရှိပေမဲ့နီနီနာနာမို့လို့အဆင်ပြေတယ်ဆိုပြီးဖုန်းဖိပေးခဲ့တာပါလို့အကြောင်းစုံကိုရှင်းပြလိုက်ပါတယ်မန်နေဂျာအမျိုးသမီးကစိတ်ချပါဒီကိစ္စကိုလောလောဆယ်တိတ်တိတ်ဆိတ်ဆိတ်ပဲကင်တွယ်ပါမယ်လို့ပြောဆိုကစည်ရင်းထောက်ထားများကိုစက်ထဲမှပြင်ထုတ်ယူလိုက်ပါတယ်ဝန်ထမ်းလူငယ်ကလည်းခင်များကဗန္နာရေးစည်ရင်းထောက်ထားတွေကိုစုဆောင်းပါကျွန်တော်ကအခြေအနေတွေကိုစောင့်ကြည့်ပါမယ်အစပြိုးမလှုပ်ရှားပဲစောင့်ဆိုင်ကြတာပေါ့လို့တိုင်ပင်လိုက်ပါတယ်ညဘက်တွင်ဝန်ထမ်းလူငယ်နဲ့မန်နေဂျာအမျိုးသမီးတို့လမ်းကြားထဲကလမ်းလျှောက်လာစဉ်မကျင်းကဆက်ပြီးဖြင့်သူတို့ထံသို့ဦးတီလာတီကိုမြင်တွေ့လိုက်ရတဲ့ဖြင့်သူ့ဘက်ကနေငါတို့စီရောက်လာတာပဲလို့ပြောဆိုလိုက်ပါတယ်ထို့နောက်မောင်မိုင်းနေသောလမ်းကြားလေးတွင်မကျင်းသည်တကားတစ်ချက်ကိုခောက်လိုက်ပြီးခိုးကြောင်ခိုးဝက်ဖြင့်အမေးအောင်စီပုံးကြီးတစ်ပုံးကိုလက်ခံရယူလိုက်ပါတယ်မြင်လို့ပါဘယ်သူမှမမြင်စေနဲ့ပုံမှန်တိုင်းပုံးပေးစမ်းမနေ့ပြန်ငါဆိုင်ထွက်ရဦးမှာဈေးပေါ်ရင်ပြီးတာပဲခောက်ဆွဲဟင်းခတ်အမွေးကြိုင်တွေနဲ့အနံဖုံးလိုက်ရင်ဘသူကတိမှလဲလို့သူဤစီမံကိန်းကိုရေရွရင်အစိတ်အတူတူမဟုတ်အရေးသွေးမမီသောစီပုံးကြီးကိုမတင်လိုက်ပါတယ်ထိုမြင်ကွင်းကိုတက်တည်ဖြစ်ဖုံးဖြင့်ရိုက်ကူးနေသည့်ဝန်ထမ်းလူငယ်နဲ့မန်နေဂျာအမျိုးသမီးတို့ကတကားထောက်မှချောင်းကြည့်နေကြပါတယ်မန်နေဂျာအမျိုးသမီးကအခုထွက်သွားရင်လူမိသွားလိမ့်မယ်မနေ့ပြန်မကျင်းကဆိုင်ကိုတိုင်ကြားလိုက်မယ်သူ့ဘာသာစစ်ဆေးမှုတွေကိုခေါ်ပါစေလို့အကွက်ချတိုင်ပင်လိုက်ကြပါတယ်နောက်တနေ့နံနက်တွင်မကျင်းတိုင်ကြားထားသည့်အတိုင်းမြို့နယ်စီပင်နှင့်စီစစ်ရေးတာဝန်ရှိသူများရောက်ရှိလာကြပါတယ်မကျင်းကဝမ်းသာအားရဖြင့်အရာရှိကြီးတိုင်ကြားထားတဲ့အတိုင်းရောက်လာပြီးပဲဟိုဘက်ကဆိုင်နဲ့ဆိုင်ကိုတေချာစစ်ပေးပါတရားမဝင်လိုင်စင်မဲ့ရောင်းနေကြတာပါမတန့်ရှင်းတာတွေဖြစ်ရင်တာဝန်ယူနိုင်မှာမို့လို့လားလို့ကြောက်တုတပွဲဆွဆွဲတိုင်ကြားလိုက်ပါတယ်တာဝန်ရှိသူအရာရှိကဆိုင်ရှင်ဦးလေးကြီးနဲ့အန်တီကြီးတို့ထံသွားရောက်ကလိုင်စင်နဲ့အထောက်ထားတွေပြပါလို့မိတ်ဆိုလိုက်ပါတယ်ဆိုင်ရှင်များထိတ်လက်နေချိန်တွင်မန်နေဂျာအမျိုးသမီးရောက်ရှိလာပြီးအရာရှိကြီးဒါကလျှောက်ထားဆဲမှတ်ပုံတင်ထောက်ခံစာပါဒါကကျမရေးစစ်ဆေးချက်နဲ့စစ်စစ်ခံယူထားတဲ့လက်မှတ်ပါဒီမှာကတော့ဒီနေ့အတွက်ဟင်းသီးဟင်းရက်နဲ့အသားဝယ်ယူထားတဲ့ပေါက်စာစာရွက်တွေပါတရားဝင်လိုင်စင်ကလျှောက်ထားဆဲမှုစစ်ဆေးမှုကိုအပြည့်အဝလက်ခံပါတယ်ကျမတို့ကလိုင်စင်မဲ့မဟုတ်ပါဘူးလို့စာရွက်စာတမ်းအပြည့်စုံကိုစနစ်တကျတင်ပြလိုက်ပါတယ်အရာရှိကြီးကစာရွက်စာတမ်းများကိုစစ်စစ်ကြည့်ရှုပြီးနောက်အထောက်ထားစာရွက်စာတမ်းတွေအားလုံးမှန်ကန်ပါတယ်စီကံတိုင်းဆက်လက်ရောင်းချနိုင်ပါတယ်လို့အတည်ပြုပေးလိုက်ရာဆိုင်ရှင်ဇနီးမောင်နှံမှာဝမ်းသာလုံးရဲ့မျက်ရည်ပင်ဝိုင်းသွားခဲ့ပါတယ်ထိုအခါမကျင်းကမကြေမနက်ဖြစ်ကဒေါသတကြီးဖြင့်စာရွက်စာတမ်းမှန်လဲပါဖြစ်လဲသူတို့ရောင်းတဲ့အသားတွေကမတန်ရှင်းဘူးလို့ဆက်လက်ဆွဆွဲလိုက်ပါတယ်မကျင်းကတိလောက်ဈေးပေါ်တာအထဲမှာဘာတွေထည့်ထားမှန်းဘသူတိမှလဲလို့ထပ်မံဆွဆွဲလိုက်ပါတယ်ထိုအခါဝန်ထမ်းလူငယ်ကတင်းငိမ့်စွာဖြင့်ဆိုင်ရှိတို့တိုးထွက်လာပြီးသူများရဲ့တန်ရှင်းရေးကိစ္စကိုဒီလောက်တောင်စိတ်ပူပေးနေမှာတော့ဒါလေးကိုအရင်ရှင်းပြပေးပါဦးလို့ပြောဆိုရင်မကျင်းညဘက်ခိုးကြောင်ခိုးဝက်ဖြင့်အမေးအောင်စီပုံးကြီးဝယ်ယူနေသည့်ဗီဒီယိုမှတ်တမ်းကိုအရာရှိကြီးနဲ့ဘေးလူများမြင်တွေ့အောင်ဖုံးမတဆင့်ပြသလိုက်ပါတယ်ဗီဒီယိုထဲတွင်မကျင်းဤဈေးပေါ်ရင်ပြီးတာပဲခောက်ဆွဲဟင်းခတ်အမွေးကြိုင်တွေနဲ့အနံဖုံးလိုက်ရင်ဘသူကတိမှလဲဆိုသည့်စကားတန်များပါထွက်ပေါ်လာရာဘေးမှဝန်ထမ်းများနဲ့တာဝန်ရှိသူများပါအံ့အားသင့်သွားကြပါတယ်စီစစ်ရေးအရာရှိကြီးကဒေါသတကြီးဖြင့်မကျင်းခင်များဆိုင်မှာသုံးတဲ့စီပုံးတွေကိုချက်ချင်းထုတ်ပြဆန်းလို့အမိန့်ပေးလိုက်ပါတယ်မ
ကျင်းတယောက်ကြောက်လန့်တကြားမျက်မှိုင်တွန်းသွားချိန်တွင်မန်နေဂျာအမျိုးသမီးကသူ့အခုလိုပြရာခက်လေလေအထောက်ထားတွေကပုံမခိုင်မာပြည့်စုံလာလေပါပဲလို့တိုးတိုးလေးတုံးတက်လိုက်ပါတယ်အရာရှိကြီးကဝန်ထမ်းများကိုမကျင်းဤဆိုင်ဘက်သို့ညွှန်ပြကဟိုဘက်ကိုသွားပြီးစီပုံးတွေကိုတေချာစစ်ဆေးကြဆန်းလို့ညွှန်ကြားလိုက်ပါတယ်ဝန်ထမ်းလူငယ်ကလည်းသူကစစ်ဆေးရေးမှုတွေကိုခေါ်လာပြီးမှနောက်ဆုံးတော့မိမိကိုယ်တိုင်တရားခံဖြစ်သွားခဲ့တာပါပဲလို့အေးဆေးစွာပြောဆိုလိုက်ပါတယ်စီစစ်ရေးတာဝန်ရှိသူများကမကျင်းဤဆိုင်ရှိအမဲရောင်စီပုံးကြီးကိုမထုတ်ကအဖုံးဖွင့်ကြည့်လိုက်ရာထဲတွင်ဆက်စုပ်ဖွယ်ရာအရေးသွေးမမီသောစီပုံးများပါဝင်နေသည်ကိုတွေ့ရှိသွားကြပါတယ်အရာရှိကြီးကစီပုံးကိုကြည့်ရင်ဒါကခင်များသုံးနေတဲ့စီတွေပေါ့လို့မေကွန်းထုတ်လိုက်တော့ခါမကျင်းကကြောက်လန့်တကြားဖြင့်စင်ကြေပေးကဒါကကျမမွေးရစာတီရွာကနေကိုယ်တိုင်ပို့ပေးလိုက်တဲ့စီစစ်ပါနင်းနေဈေးပေါ်တာလေးနဲ့ဘာဖြစ်လို့လဲကျမတို့ကအရင်နီးနေတဲ့လမ်းဘေးဆိုင်လေးပါဒီလိုမှမလုပ်ရင်ဘာပရိယောဂနဲ့ဘလို့ရက်တီရမလဲလို့ငိုမဲမဲဖြင့်စင်ကြေပေးလိုက်ပါတယ်ထိုခါမန်နေဂျာအမျိုးသမီးကဖုန်းထဲမှာဗီဒီယိုကိုအရာရှိကြီးအားပြသရင်ဟင်းခတ်မွေးကြိုင်တွေနဲ့အနံဖုံးလိုက်ရင်ဘသူမှမသိနိုင်ဘူးလို့ခင်များကိုယ်တိုင်ပြောထားပြီးတော့အခုမှမွေးရစာတီကစီပါဆိုတာဘသူကယုံမှလဲလို့အမှန်တရားကိုဖော်ထုတ်လိုက်ပါတယ်ဝန်ထမ်းလူငယ်ကလည်းမကျင်းကိုပြတ်သားစွာစိုက်ကြည့်ရင်ဒီလိုအရေးသွေးမမီတဲ့စီစုပ်တွေကိုတုံးပြီး25ရွမ်နဲ့အစမတန်ဈေးတင်ရောင်းခဲ့တာအဆောက်အဦတစ်ခုလုံးကဝန်ထမ်းတွေကိုလှည့်စားစားတောက်ခဲ့တာပဲလို့ပြစ်တင်လိုက်ပါတယ်ထိုခါဘေးမှာရုံးဝန်ထမ်းများကလည်းဒါကြောင့်မို့လို့ငါတို့အမြဲတမ်းထမင်းစားပြီးရင်ဘိုက်နာရတာကိုဈေးကြီးတာတင်မကပ်ဘူးဒီလိုပုတ်တိုးနေတဲ့ဟင်းတွေကိုရောင်းရဲတယ်လို့မကျင်းကိုဒေါသတကြီးဝိုင်းဝန်းပြစ်တင်ကြပါတော့တယ်စီစစ်ရေးအရာရှိကြီးကပြတ်သားစွာဖြင့်ပစ္စည်းတွေနဲ့ဟင်းပွဲတွေမှာပြဿနာပြည့်ရှိနေတာမို့အားလုံးကိုတင်ဆေးလိုက်မယ်ဆိုင်ကိုလည်းချက်ချင်းပိတ်သိမ်းပြီးစုံစမ်းစစ်ဆေးမှုတွေဆက်လက်ဆောင်ရွက်မယ်လို့အမိန့်ပေးကပစ္စည်းများကိုချိတ်ပိတ်သိမ်းဆေးလိုက်ပါတယ်ဆိုင်ပိတ်သိမ်းခံလိုက်ရသဖြင့်မကျင်းသည်မြေပြင်ပေါ်တွင်ထိုင်ကြကနင်တို့မှာရှက်စိတ်ဆိုတာမရှိဘူးလားနင်တို့နှစ်ယောက်လုံးငါရဲ့စီးပွားရေးလမ်းကြောင်းကိုဖျက်ဆီးလိုက်တာငါနင်တို့ကိုလုံးဝခွင့်မလွတ်ဘူးလို့ဒေါသတကြီးကျုံးဝါချိန်ဆဲလိုက်ပါတယ်ထိုညတွင်မကျင်းသည်အမျိုးသားတဦး၏အခန်းတွင်းသို့ရောက်ရှိသွားခဲ့ပါတယ်တားရည်ကြခင်ဝစ်စင်ထားသည့်ထိုမျိုးသားကဂိမ်းစော်ရင်ပြုံးပြုံးကြီးဖြင့်မကျင်းမင်းရဲ့ဆိုင်လေးပိတ်လိုက်ရပြီဆိုဘာလို့ဒီလောက်တောင်ဒေါသတွေထွက်နေရတာလဲငါစီရောက်လာတာဘာကူညီလိုချင်လို့လဲလို့မေးမြန်းလိုက်ပါမကျင်းမင်းရဲ့ဆိုင်လေးပိတ်လိုက်ရပြီဆိုဘာလို့ဒီလောက်တောင်ဒေါသတွေထွက်နေရတာလဲငါစီရောက်လာတာဘာကူညီလိုချင်လို့လဲလို့မေးမြန်းလိုက်ပါတယ်ထိုခါမကျင်းကအိတ်သေးသေးလေးတစ်အိတ်ကိုစားပွဲပေါ်သို့ပစ်တင်လိုက်ပြီးမနှက်ဖြန်မုန်းတဲ့ချိန်ကျရင်လူနှစ်ယောက်ခေါ်ပြီးဟိုဆိုင်မှာသွားစားပါလူများဆုံးအချိန်ကျရင်ဒီထဲကပိုးဟတ်တွေကိုထမင်းဘူးထဲထည့်လိုက်ပါအထဲမှာပိုးဟတ်ပါတယ်ဆိုပြီးပြဿနာရှာနိုင်သမျှကြီးကြီးရှာပါသူတို့ဆိုင်ဆက်မဖွင့်နိုင်အောင်ထိလုပ်ပြရမယ်လို့မတတ်မှသောအစီအစဉ်ကိုညွှန်ကြားလိုက်ပါတယ်အမျိုးသားကပိုးဟတ်ထည့်ထားသည့်အိတ်လေးကိုကန်ကြည့်ရင်မကျင်းမင်းရဲ့ဒီကွက်ကတော်တော်ရုံမာတာပဲလို့ရေမောကပြောလိုက်ပါတယ်မကျင်းကဒေါသတကြီးဖြင့်စားပွဲကိုရိုက်ကသူတို့ကငါ့ကိုအသက်ဆက်ရှင်ခွင့်မပေးမှတော့ငါလည်းသူတို့ကိုကောင်းကောင်းမွန်မွန်နေခွင့်မပေးနိုင်ဘူးလို့ကြုံဝါလိုက်ပါတယ်ထိုခါမျိုးသားကဒါပေမဲ့ဒီလောက်ကစွန့်စားရတယ်လောက်ခရွမ်9000ပေးရမယ်လို့တောင်းဆိုလိုက်ပါတယ်မကျင်းကခါးမြစဉ်းစားပြီးနောက်ကောင်းပြီရွမ်9000ဆိုလဲ9000ပေါ့အခုစကားပြောနေတော့ရွမ်3000လဲပေးမယ်ကိစ္စပြီးမြောက်ရင်ကျန်တဲ့1000ထပ်ပေးမယ်ရလျော်ကြေးရရင်လည်းမဲမဲယူပါမနေ့ဖြန်ဒီပြဿနာဖြစ်ပြီးရင်သူတို့ဆိုင်ကဟင်းတွေကိုဘယ်သူမှရဲရဲစားတော့မှာမဟုတ်ဘူးလို့သဘောတူညီမှုရယူကဖုံးမတဆင့်ငွေလွှဲပေးလိုက်ပါတယ်နောက်တနေ့မွန်းတဲ့ချိန်တွင်ထိုသားရည်ကြခင်နဲ့အမျိုးသားသည်လူမိုက်နှစ်ဦးကိုဥဆောင်ရဲ့ဆိုင်ရှင်ဦးလေးကြီးတို့၏ထမင်းဆိုင်ရှိသို့ရောက်ရှိလာပြီးဈေးကြီးဆုံးဟင်းနဲ့ထမင်းဘူး3ဘူးပေးပါအသားများထက်မြင်လုပ်ပေးစမ်းလို့ရိုင်းဆိုင်စွာမာယူလိုက်ပါတယ်ဦးလေးကြီးက3ဘူးဆိုတော့စုစုပေါင်း54ရွမ်ကြပါမယ်လို့စင်းရှင်းပေးလိုက်ပါတယ်အမှန်တော့လွန်ခဲ့သည့်ညကတည်းကမန်နေဂျာအမျိုးသမီးနဲ့ဝန်ထမ်းလူငယ်တို့သည်မကျင်းကအလွယ်တကူလက်လျှော့မီမဟုတ်ကြောင်းသိရှိသဖြင့်ဆိုင်ရှိမိတိုင်တွင်ကင်မရာအသေးလေးတစ်ခုကြိုတင်တက်ဆင်ထားခဲ့ကြခြင်းဖြစ်ပါတယ်ထိုမျိုးသားသည်ထမင်းဘူးကိုဖွင့်လိုက်ပြီးမကျင်းပေးလိုက်သည့်အိတ်ထဲမှပိုးဟတ်တွေကိုစားပွဲအောက်မှတဆင့်ထမင်းဘူးရဲ့သို့တိတ်တဆိတ်ထည့်လိုက်ပါတယ်ဝန်ထမ်းလူငယ်ကအခြေအနေကိုစောင့်ကြည့်ရင်လူတွေကလိန်ညာနိုင်ပေမဲ့ကင်မရာကတော့လိန်လို့မရပါဘူးလို့သုံးသပ်လိုက်ပါတယ်ထို့နောက်ထိုမျိုးသားကဒေါသတကြီးဖြင့်စားပွဲကိုရိုက်ကထားရက်လိုက်ပြီးအားလုံးစားတာရက်လိုက်ကြဆန်းဒီထမင်းဘူးထဲမှာဘာလဲဆိုတာတေချာကြည့်ကြပါဦးဒီလောက်ကြီးတဲ့ပိုးဟတ်တွေကြီးပါနေတယ်ဒီနေ့ကျွန်တော်ကိုရွမ်9000လျှော်ချင်းမပေးရင်ဒီဆိုင်ဆက်မဖွင့်ရဘူးလို့အော်ဟစ်ချင်းချောက်ပါတော့တယ်ဆိုင်ရှင်ဦးလေးကြီးမှထိတ်လန့်သွားပြီးဦးညွတ်တောင်းပန်ရန်ပြင်ဆင်ဝန်ထမ်းလူငယ်ကဆိုင်ရှင်ဦးလေးကြီးကိုတားဆီးလိုက်ပြီးဦးလေးခေါင်းမငုံပါနဲ့ဦးလေးမှာဘာမှမရှိပါဘူးလို့အားပေးလိုက်ပါတယ်ထို့နောက်မန်နေဂျာအမျိုးသမီးကဖုန်းကိုကိုင်ဆောင်လျက်ရှေ့သို့ထွက်လာပြီးအားလုံးမလောကြပါနဲ့ဦးကင်မရာမှတ်တမ်းလေးကိုအရင်ကြည့်လိုက်ကြရအောင်လို့ပြောဆိုကမိတိုင်ရှိကင်မရာမှရိုက်ကူးထားသောဗီဒီယိုကိုပြသလိုက်ပါတယ်ဗီဒီယိုထဲတွင်ထိုမျိုးသားကိုယ်တိုင်ပိုးဟတ်တွေကိုထမင်းဘူးထဲသို့အကွက်ဆင်ထည့်လိုက်သည်ကိုအထင်သာမြင်တွေ့လိုက်ရသဖြင့်ဘေးမှလာရောက်ကြည့်ရှုသူများကသူ့ဟာသူထည့်လိုက်တာပဲပိုးဟတ်ကိုမတမာပဲကိုယ်တိုင်ထည့်လိုက်တာပါပဲလို့ဝိုင်းဝန်းထောက်ပြကြပါတော့တယ်အမှန်တရားပေါ်ပေါက်သွားသဖြင့်ထိုမျိုးသားမှာပြရာခတ်သွားပြီးနင်တို့ဗီဒီယိုကိုအတုလုပ်ထားတာလို့စင်ကြေပေးဆွဆွဲလိုက်ပါတယ်ထိုခါဝန်ထမ်းလူငယ်ကတည်ငြိမ်စွာဖြင့်ထိုမျိုးသားထံတိုးသွားကအခုတော့ခင်များကိုနောက်ွယ်ကနေဘသူစေခိုင်းလိုက်တာလဲဆိုတာအမှန်တိုင်းပြောပြဖို့အချိန်ရောက်ပါပြီလို့ပြတ်သားစွာမေးခွန်းထုတ်လိုက်ရာထိုမတမာသူအမျိုးသားကအမားကိုမဝန်ခံပဲအော်ဟစ်ညင်းဆန်ကငါစားရင်းနဲ့တွေ့တာပါနင်တို့ငါ့ကိုမဆွဆွဲနဲ့လို့ဒေါသတကြီးပြောဆိုလိုက်ပါတယ်မန်နေဂျာအမျိုးသမီးကလည်းအေးဆေးစွာဖြင့်မနေ့ကမကျင်းလာရောက်ပြဿနာရှာထားတာမို့လို့ဒီနေ့လေတယောက်ကလာရောက်မတမာမှုလုံးမှာဆိုလို့ကျမတို့ကမိတိုင်မှာကင်မရာကြိုတင်တက်ထားခဲ့တာပါကင်မရာကခင်များထိုင်နေတဲ့စားပွဲကိုအတိအကျရိုက်ကူးထားတာပါပဲလို့ရှင်းပြလိုက်ပါတယ်ဝန်ထမ်းလူငယ်ကဖုန်းနဲ့ရိုက်ကူးထားသောဗီဒီယိုကိုထပ်မံပြသရင်အထောက်ထားကခင်များအော်ဟစ်နေတာထက်ပိုမိုခိုင်မာပါတယ်လူတွေမမြင်ဘူးထင်တဲ့တိတ်တဆိတ်မတမာမှုလုပ်တာဗီဒီယိုထဲမှာအထင်သာပေါ်နေတာပါပဲလို့ဆိုလိုက်ပါတယ်ထိုချိန်တွင်အစားအသောက်လာရောက်ပို့ဆောင်သည့်ပို့ဆောင်ရေးဝန်ထမ်းကဗီဒီယိုကိုကြည့်လိုက်ပြီးဟာသူကိုယ်တိုင်ထည့်လိုက်တာပဲ
တကယ်ကိုမတတ်မှာတာပဲပိုးဟတ်တွေကိုတုံးပြီးရွမ်9000ရဲတယ်တကယ်ကိုရှက်စရာကောင်းလိုက်တာလို့အံ့အားသင့်စွာရေရွတ်လိုက်ရဘေးမှာလူများကလည်းဖုံးများဖြင့်ဝိုင်းဝန်းရိုက်ကူးကြပါတော့တယ်ထိုမျိုးသားသည်အခြေအနေမကောင်းသည်ကိုတီးသဖြင့်ထပြေးရန်ပြင်လိုက်စဉ်ဝန်ထမ်းလူငယ်ကတားရည်ကြခင်ကိုဖမ်းဆွဲလိုက်ပြီးမပြေးပါနဲ့နဲ့ဦးခင်များစားပွဲကိုရိုက်ပြီးအော်ဟစ်ကလေးကကျမတို့ရဲတပ်ဖွဲ့ထံတိုင်ကြားထားပြီးပါပြီလို့တားဆီးလိုက်ပါတယ်မန်နေဂျာအမျိုးသမီးကလည်းရဲစခန်းသို့ဖုန်းခေါ်ဆိုထားသည့်အထောက်အထားကိုပြသရင်းရုပ်တံမှတ်တမ်းအတန်မှတ်တမ်းနဲ့မျက်မြင်သက်သေတွေပါအပြည့်စုံရှိနေတာမို့ဒီနေ့တော့ခင်များဘလို့မှညှဉ်းဆန်လို့ရတော့မှာမဟုတ်ပါဘူးလို့ပြတ်သားစွာပြောဆိုလိုက်ပါတယ်ပို့ဆောင်ရေးဝန်ထမ်းနဲ့ဘေးလူများကမတမာသူမျိုးသားကိုမတမာမှုလှုပ်ဆောင်ခဲ့ကြောင်းဝိုင်းဝန်းပြစ်တင်နေချိန်တွင်အနီရောင်တဲနောက်နှပုံကွယ်နေသောမကျင်းသည့်အခြေအနေများကိုတိတ်တဆိတ်ချောင်းကြည့်နေခဲ့ပါတယ်ဝန်ထမ်းလူငယ်ကဆိုင်နာသို့စိုက်ကြည့်ရင်ဒီလူကအစေခံအကောက်အတုံးတစေခိုင်းခံရသူတတ်ပါပဲနောက်ွယ်ကတကယ်ကြိုးကင်သူကတော့ဟိုအနီရောင်တဲနောက်မှာရှိနေတော့မှာပဲလို့အမှန်တရားကိုထောက်ပြလိုက်ပါတယ်ထိုချိန်တွင်ရဲရာရှိကြီးရောက်ရှိလာပြီးဘသူကရဲစခန်းကိုဖုန်းခေါ်ပြီးတိုင်ကြားတာလဲလို့မေးမြန်းလိုက်ပါတယ်မန်နေဂျာမျိုးသမီးကရဲရာရှိကြီးအားဖုန်းထဲမှာဗီဒီယိုမှတ်တမ်းကိုပြသရင်းကျမတိုင်ကြားတာပါဗီဒီယိုထဲမှာအထောက်ထားအတိအကျပါပါတယ်သူကထမင်းဘူးတဲ့ကိုပိုးဟတ်တွေရွယ်ချက်ရှိထည့်ပြီးရွာ9000တောင်းဆိုခဲ့တာပါပြီးတော့မကျင်းကလည်းလူအုပ်ကြားထဲကနေတွေးထိုးလုံးစော်ပေးနေခဲ့တာပါပဲလို့ရှင်းပြလိုက်ပါတယ်အခြေအနေများမဟန်တော့ဒီကိုတည်သွားသောတားရည်ကြခင်နဲ့အမျိုးသားကကြောက်လန့်တကြားဖြင့်မကျင်းရှိရာဘက်သို့လက်ညှိုးထိုးပြကငါအမမဟုတ်ပါဘူးမကျင်းကငါ့ကိုဒီပစ္စည်းပေးလိုက်တာပါသူကပဲငါ့ကိုစေခိုင်းလိုက်တာပါလို့မကျင်းကိုတရားခံဖြစ်ဖော်ထုတ်လိုက်ပါတယ်မကျင်းသည်မိမိပါသွားသည်ကိုကြားလိုက်ရသဖြင့်ထွက်ပြေးရန်ပြင်လိုက်တော်လဲရဲရာရှိကြီးကချက်ချင်းလိုက်ဖမ်းကလက်ထိတ်ခတ်ထိမ့်သိမ့်လိုက်ပါတယ်ဘေးမှာလာရောက်ကြည့်ရှုသူများကလည်းတကယ်ကိုမကျင်းကနောက်ွယ်ကစေခိုင်းခဲ့တာပဲလို့ဝိုင်းဝန်းရေရွရင်ဖုံးများဖြင့်မှတ်တမ်းတင်ကြပါတော့တယ်မန်နေဂျာအမျိုးသမီးနဲ့ဝန်ထမ်းလူငယ်တို့ကမကျင်းရှိသို့တိုးသွားကပြတ်သားသောမျက်လုံးများဖြင့်စိုက်ကြည့်လိုက်ကြရာမကျင်းတယောက်မတမာမှုများအပြည့်အဝပေါ်ပေါက်သွားပြီးဥပဒေအရေးယူခြင်းကိုမရှောင်လဲနိုင်ပဲညီကုန်းကျုပ်သွားခဲ့ရပါတော့တယ်ဖမ်းဆီးခြင်းခံလိုက်ရသောမကျင်းသည်မန်နေဂျာအမျိုးသမီးထံတနာစဖွယ်မျက်နှာပေးဖြင့်မင်းတို့ကျမဘက်ကနေကူညီပြီးစကားနှဲငယ်လောက်ပြောပေးကြပါဦးကျမခန့်ရတာစိတ်တူသွားမိလို့ယူယူမိုက်မိုက်လုံးမိသွားတာပါလို့အတနာခံတောင်းပန်လိုက်ပါတယ်ထိုအခါမန်နေဂျာအမျိုးသမီးကမကျင်းကိုစူးစူးဆိုင်ဆိုင်ကြည့်ရင်ရှင်းဘက်ကအလာကအကူညီတောင်းတာတွေလုပ်ခဲ့တုန်းကလည်းတတိလက်လို့မဖြစ်ခဲ့ပါဘူးစီမံထားတဲ့စီဟောင်းတွေကိုတုံးတုံးကလည်းတတိလက်လို့မဖြစ်ခဲ့ပါဘူးအခုလူခေါ်ပြီးပိုးဟတ်တင်နဲ့အကွက်စင်ခိုင်းတုန်းကလည်းတတိလက်လို့မဟုတ်ခဲ့ပါဘူးအခုမှအဖမ်းခံရခါမှတတိလက်လို့ဖြစ်တာလို့ပြောနေတာလားလို့ပြတ်သားစွာပြန်လဲတုတ်ပြန်လိုက်ပါတယ်ထို့နောက်မကျင်းနဲ့မတမာသူများကိုရဲတပ်ဖွဲ့ကဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြပါတယ်ဆိုင်ရှင်ဦးလေးကြီးတို့၏ဆိုင်လေးမှာအခက်အခဲများကိုကြော်လွှားနိုင်ခဲ့ပြီဟုအားလုံးကထင်မှတ်ထားကြတော့လဲပြဿနာတစ်ခုထပ်မံရောက်ရှိလာပါတော့တယ်အနီးရှိအဆောက်အုံမှာလုံခြုံရေးမန်နေဂျာနဲ့လုံခြုံရေးဝန်ထမ်းများသည်ဆိုင်ရှိသို့ရောက်ရှိလာပြီးလန်တာစီများကိုချလိုက်ကဒီမှာဆိုင်လာဖွင့်ဖို့ဘာလို့ခွင့်ပြုရတာလဲချက်ချင်းသိမ်းလိုက်ကြဆန်းလို့ကျန်းတန်းစွာအော်ဟစ်လိုက်ပါတယ်ဆိုင်ရှင်ဦးလေးကြီးကထိတ်လန့်စွာဖြင့်ဒီနေရာကစီပင်ကခွင့်ပြုထားတဲ့ယာယီဈေးရောင်းခွင့်နေရာပါဘာမှလည်းအနောက်ရှက်မဖြစ်ပါဘူးလို့ရှင်းပြလိုက်ပါတယ်သို့တော်လုံခြုံရေးမန်နေဂျာကဒီနေရာကငါတို့အဆောက်အုံနဲ့ကပ်နေတာမို့လို့ငါတို့စီမံပိုင်ခွင့်ထဲမှာရှိတယ်ဒီမှာဈေးဆက်ရောင်းချင်ရင်ငါ့ကိုစီမံခန့်ခွဲကဖြစ်တစ်နေ့ကိုရွာ900ပေးရမယ်လို့စက်ကြေးတောင်းဆိုလိုက်ပါတယ်ဆိုင်ရှင်အတော်ကြီးကဝမ်းနည်းစွာဖြင့်ထမင်းဘူးတပူးမှ15ရွမ်ပဲရတာပါအရင်နှုတ်လိုက်ရင်တပူးကို9ရွမ်တောင်ကျန်တာမဟုတ်ပါဘူးလို့အတနာခံလိုက်ပါတယ်ထိုအခါလုံခြုံရေးမန်နေဂျာကစားပွဲကိုရိုက်လိုက်ပြီးပိုက်ဆံမမြတ်တာကမင်းတို့အစွမ်းစားမရှိလို့ပဲတပူးကို25ရွမ်30ရွမ်ရောင်းလိုက်ပေါ့ဘယ်သူမှလာတာမှမဟုတ်ဘူးဘာပဲဖြစ်ဖြစ်ဒီနေ့ပိုက်ဆံမပေးရင်ချက်ချင်းပစ္စည်းတွေတင်ပြီးထွက်သွားရမယ်လို့အနိုင်ကျင့်ချင်းချောက်ပါတော့တယ်မတတ်မှသူမကျင်းတို့၏အကွက်စင်မှုကိုကြော်လွှားနိုင်ခဲ့တော်လဲအနိုင်ကျင့်လောဘကြီးသောလုံခြုံရေးမန်နေဂျာ၏စက်ကြေးတောင်းမှုကြောင့်ဆိုင်ရှင်ဦးလေးကြီးတို့မှာဒုက္ခတစ်နှစ်ထပ်မံရင်ဆိုင်လိုက်ရပါတော့တယ်ထိုချိန်တွင်မန်နေဂျာအမျိုးသမီးနှင့်ဝန်ထမ်းလူငယ်တို့ရောက်ရှိလာပြီးထိုချိန်တွေကိုကြည့်ရှုနေကြပါတယ်ဝန်ထမ်းလူငယ်ကအနိုင်ကျင့်နေသောလုံခြုံရေးမန်နေဂျာရှေ့သို့တိုးသွားပြီးခင်များတောင်းနေတာကစီမံခန့်ခွဲခလားဒါမှမဟုတ်စက်ကြေးတောင်းနေတာလားလို့ပြတ်သားစွာမေးခွန်းထုတ်လိုက်ပါတယ်ထိုအခါမန်နေဂျာအမျိုးသမီးကကုမ္ပဏီစာရွက်စာတမ်းများကိုကိုင်ဆောင်လျက်မန်နေဂျာကျန်းကျမတို့ကုမ္ပဏီရဲ့လွန်ခဲ့တဲ့3နှစ်တာအစည်းအဝေးစားတောက်စရိတ်စာရင်းတွေကိုစစ်ဆေးထားပါတယ်စာရင်းတိုင်းမှာမှတ်တမ်းအတိအကျရှိနေပါတယ်လို့ပြောလိုက်ပါတယ်လုံခြုံရေးမန်နေဂျာကျန်းကပြာရခက်ကဒေါသတကြီးဖြင့်မင်းကစီမံခန့်ခွဲရေးဌာနကပါစာရင်းစစ်ဌာနကမဟုတ်ပါဘူးမင်းကိုဒီစာရင်းတွေဘသူကစစ်ဆေးခိုင်းတာလဲလို့အော်ဟစ်လိုက်ပါတယ်မန်နေဂျာအမျိုးသမီးကတည်ငြိမ်စွာဖြင့်ကျမကအစည်းအဝေးစားတောက်စရိတ်မှတ်တမ်းတင်ရသူပါပုံမှန်မဟုတ်တဲ့စာရင်းတွေကိုတွေ့ရှိခဲ့လို့မှတ်တမ်းတင်ထားတာပါကျမစစ်ဆေးတာမားတယ်လို့ထင်ရင်ပင်မကုမ္ပဏီရဲ့စာရင်းစစ်ဌာနမှာတွားရောက်ရှင်းပြနိုင်ပါတယ်လို့တုံ့ပြန်လိုက်ပါတယ်ထို့နောက်ဝန်ထမ်းလူငယ်ကဖုန်းထဲရှိအထောက်အထားများကိုပြသရင်းဒါကမကျင်းရဲ့လက်ရေးစာရင်းမှတ်တမ်းတက်ပုံပါဒါကတော့ခင်များရဲ့ငွေလက်ခံအကောင့်အချက်လက်တွေနဲ့လွန်ခဲ့တဲ့3နှစ်တာအော်ဒါသေးစိတ်စာရင်းတွေပါခင်များ3နှစ်အတွင်းမှာဝန်ထမ်းတွေရဲ့စားတောက်စရိတ်ထဲကနေလက်ငွေကရာခိုင်နှုန်းရွာနှစ်တန်းကျော်တောင်ခေါင်းပုံဖြတ်ရယူခဲ့တာပါလို့လုံခြုံရေးမန်နေဂျာ၏ခေါင်းပုံဖြတ်လက်စားမှုကြီးကိုတက်တည်ဖြင့်တကွအပြည့်အဝဖော်ထုတ်လိုက်ပါတယ်ထိုအခါဘေးမှာဝန်ထမ်းများနဲ့လူများကဒါကြောင့်မို့လို့ကျွန်တော်တို့ဒီဆိုင်မှာလာစားရတာကိုစားတောက်စရိတ်တွေကတဖြည်းဖြည်းပိုစေးကြီးလာတာဒါကြောင့်ကိုလို့ဝိုင်းဝန်းပြစ်တင်ပြောဆိုကြပါတော့တယ်မိမိမတမာမှုနဲ့အတိတ်ပဲမဲ့အနိုင်ကျင့်မှုများအထောက်ထားပြည့်စုံဖြင့်ပေါ်ပေါက်သွားသဖြင့်လုံခြုံရေးမန်နေဂျာကျမ်းမှာထိတ်လန့်တုန်လှုပ်သွားပြီးထိုထောက်ထားများကိုမိတို့များမငင်းဆန်နိုင်ပဲအကြံအစီများပျက်စီးသွားခဲ့ရပါတယ်မန်နေဂျာအမျိုးသမီးကစာရွက်စာတမ်းကိုဆက်လက်ပြသရင်းမကျင်းရဲ့ဝက်လက်ထမင်းဘူးဈေးနှုန်းက25ရွမ်လို့စာရင်းတင်ထားပေမဲ့ဝန်ထမ်းတစ်တွေစီက18ရွမ်ပဲကောက်ခံတာပါအလဲကပိုနေတဲ့ဈေးနှုန်းကွာခြားချက်တွေကဘသူစီရောက်သွားလဲဆိုတာမန်နေဂျာကျန်းအတိဆုံးဖြစ်ပါလိမ့်မယ်လို့ထပ်မံထောက်ပြလိုက်ပါတယ်ဝန်ထမ်းလူငယ်ကလည်းမကျင်းဆိုတာရှေ့ထွက်ပိတ်ရိုက်ပေးတဲ့ဆိုင်ရောက်သူတသက်ပါပဲထောက်ပံ့ရင်းနဲ့စီမံခန့်ခွဲရေးလမ်းကြောင်းတစ်ခုလုံးကမှခင်များရဲ့နောက်ွယ်ကဒိုင်းလွှာဖြစ်ပါတယ်အစည်းအဝေးစားတောက်စရိတ်တွေရဲ့ကနေခေါင်းပုံဖြတ်လက်စားခဲ့တာတွေအားလုံးပေါ်ပေါက်သွားပါပြီအခုထိရောအဲ့ဒီ900စီမံခန့်ခွဲကကိုတောင်းကျင်သေးလားလို့မေးခွန်းထုတ်လိုက်ပါတယ်လုံခြုံရေးမန်နေဂျာကျန်းကဒေါသတကြီးဖြင့်စာရွက်များကိုဝင်ဆွဲရန်ပြုစဉ်ဝန်ထမ်းလူငယ်ကတားဆီးလိုက်ရာမန်နေဂျာကျန်းကအော်ဟစ်ကနင်တို့နှစ်ယောက်ယူနေကြတာလား
ငါရဲ့ဝင်ငွေလမ်းကြောင်းကိုလာပိတ်တာဟာငါ့ကိုတက်တာနဲ့တူတူပဲလို့ချင်းချောက်လိုက်ပါတယ်မန်နေဂျာအမျိုးသမီးကလည်းမတုံ့လို့ပဲလွန်ခဲ့တဲ့10မိနစ်ကပဲအထောက်ထားအားလုံးကိုစည်ရင်းစစ်ဌာနနဲ့ဥပဒေရေးရာဌာနစီပို့ပေးလိုက်ပါပြီဝန်ထမ်းတွေရဲ့စားတောက်စရိတ်ဆိုတာခင်ဗျားတို့ပိုက်ဆံရှာတဲ့တွင်မဟုတ်ပါဘူးရိုးရိုးသားသားဈေးအောင်ပြီးအသက်မွေးသူတွေကိုလမ်းဆုံးအထိမတွန်းပို့တင်ပါဘူးလို့ပြတ်သားစွာပြောဆိုလိုက်ပါတယ်ထိုအချိန်တွင်အဆောက်အုံအတွင်းမှာကုမ္ပဏီဥက္ကဋ္ဌကြီးနဲ့အဆင့်မြင့်အရာရှိများသည်အဆောက်များနဲ့အတူထွက်ခွာလာကြပါတယ်မန်နေဂျာကျန်းကချက်ချင်းပြရခက်ကဥက္ကဋ္ဌကြီးဒါတွေအကုန်လုံးကအလွဲသုံးစားမှုမဟုတ်ပါဘူးနားလည်မှုလွဲတာပါလို့မိစင်ကြီးကပြန်လည်ဖားရလိုက်ပါတယ်သို့တော့ဥက္ကဋ္ဌကြီးကအခြေအနေကိုတည်ငြိမ်စွာကြည့်ရှုပြီးနောက်အသေးစားအစည်းအဝေးခန်းထဲမှာပဲတွားပြီးဆွေးနွေးကြတာပေါ့လို့အမိန့်ပေးလိုက်ပါတယ်အစည်းအဝေးခန်းအတွင်းသို့ရောက်ရှိသွားသောအခါလုံခြုံရေးမန်နေဂျာကျန်းကဥက္ကဋ္ဌကြီးဒါတွေအကုန်လုံးကနားလည်မှုလွဲတာပါသူတို့ကအသက်ငယ်ပြီးစိတ်ညစ်လက်မြန်ဖြစ်သွားကြတာပါလို့ငင်းကွယ်ရန်စ조사လိုက်ပါတယ်ထိုအခါဝန်ထမ်းလူငယ်ကဒီအဆင့်အထိရောက်နေတာတောင်အပြစ်တွေကိုကျွန်တော်တို့အပေါ်အလွယ်တကူလွှဲချနိုင်လို့မဲလို့ထင်နေတာလားလို့ပြတ်သားစွာပြောလိုက်ပါတယ်ဥက္ကဋ္ဌကြီးကစာပွဲပေါ်ရှိအထောက်ထားများကိုကြည့်ရှုရင်ဒါတွေကကိစ္စသေးမဟုတ်ပါဘူးမင်းကမကျင်းနဲ့ပူပေါင်းပြီးစားတောက်စရိတ်စည်ရင်မှန်ဆေးလွတ်ခဲ့တာရွက်နှစ်တန်းကြော်တောင်လက်စားခဲ့တာလို့စည်ရင်မှန်ကိုဖော်ထုတ်လိုက်ပါတယ်မန်နေဂျာကျန်းမှာဒူးထောက်မတက်ခင်းချင်းကဥက္ကဋ္ဌကြီးကျွန်တော်မှားသွားပါတယ်အခဏတာလောဘကြီးမိသွားလို့ပါလို့အတနာခံတောင်းပန်လိုက်ပါတယ်။သို့တော့ဥက္ကဋ္ဌကြီးကဒီစကားတွေကိုစုံစမ်းစစ်ဆေးရေးအဖွဲ့စီမှာပဲတွားပြောပါလို့ပြတ်သားစွာအမိန့်ပေးလိုက်ပါတယ်။ထို့နောက်ဥက္ကဋ္ဌကြီးကဝန်ထမ်းလူငယ်နဲ့မန်နေဂျာအမျိုးသမီးကိုကြည့်ရင်နင်တို့ပို့ပေးထားတဲ့စာရေးစာတမ်းတွေကိုငါကြည့်ပြီးပါပြီ။တယောက်ကအပြင်မှာတက်တေရှာတယောက်ကအတွင်းမှာစည်ရင်းစစ်နဲ့ဖွဲ့လိုက်ပူးပေါင်းဆောင်ရွက်မှုအရန်ကောင်းခဲ့ပါတယ်။ဝန်ထမ်းတွေရဲ့စားတောက်စရိတ်ဆိုတာကိစ္စတည်းမဟုတ်ပါဘူး။ဒီထောက်ပံ့ရေးလိုင်းတစ်ခုလုံးကိုအပြောင်းလဲလုပ်ရပါတော့မယ်လို့ကြီးကျူးစကားပြောကြားခဲ့ပါတယ်။ဥက္ကဋ္ဌကြီးကဆက်လက်ရဲ့ဝန်ထမ်းလူငယ်ကိုထောက်ပံ့ရေးစုံစမ်းစစ်ဆေးရေးဌာနသို့ပြောင်းရွှေ့တာဝန်ပေးလိုက်ပြီးမန်နေဂျာအမျိုးသမီးကိုမူစားတောက်စရိတ်နဲ့ဝယ်ယူရေးလုပ်ငန်းစဉ်များကိုကြီးကြပ်ရန်တာဝန်ပေးအပ်လိုက်ပါတယ်။ထိုအချိန်တွင်မန်နေဂျာအမျိုးသမီးကဥက္ကဋ္ဌကြီးအောက်ထက်ကဆိုင်ရှင်ဦးလေးကြီးတို့ရဲ့ဝက်လက်ထမင်းဘူးဆိုင်လေးနဲ့ပတ်သက်ပြီးတော့ရောဘလို့စီစဉ်ပေးမှလဲဟင်သူတို့ရဲ့အစားအသောက်စံချိန်စံညွှန်းနဲ့ဈေးနှုန်းတွေကအရန်တရားမျှတပါတယ်လို့ဆိုင်ရှင်ဦးလေးကြီးတို့အတွက်ကူညီတောင်းဆိုပေးလိုက်ပါတယ်ဥက္ကဋ္ဌကြီးကလည်းပြုံးရှင်စွာဖြင့်လှုပ်ထုံးလုံနေတိုင်းဆက်လုပ်ပါစီးမြင့်နဲ့ကိုက်ညီရင်ငါပြေဝထောက်ခံပါတယ်လို့ဆုံးဖြတ်ပေးလိုက်ပါတယ်ဥက္ကဋ္ဌကြီးကစာရွက်စာတမ်းများကိုကိုင်လျက်လုပ်ငန်းစဉ်တွေကပွင့်လင်းမြင်သာမှုရှိရမယ်စံချိန်စံညွှန်းတွေကရှင်းလင်းရမယ်ဝေဖန်မှုနဲ့စစ်ဆေးမှုတွေကိုတရားမျှတစွာဖျက်ချော်နိုင်မှကုမ္ပဏီရဲ့ကန်တင်းတွေကိုဝင်ရောက်လုပ်ကင်ခွင့်ရပါလိမ့်မယ်လို့ပြတ်သားစွာပြောကြားလိုက်ပါတယ်ဝန်ထမ်းလူငယ်နဲ့မန်နေဂျာအမျိုးသမီးတို့ကလည်းဒီတစ်ချိန်မှာတော့ဗာမျက်နှာသာပေးမှုမှမပါပဲစီးမြင့်စည်းကမ်းအတိုင်းပဲသွားမှာပါမကျင်းနဲ့မန်နေဂျာကျန်းတို့ယာရုကပြုတ်သွားပေမဲ့ကျွန်တော်တို့ရဲ့တကယ့်ခရီးစဉ်ကတော့အခုမှဆက်တာပါလို့ယုံကြည်ချက်ရှိတုံ့ပြန်ခဲ့ကြပါတယ်တလကြာမြင့်ပြီးနောက်တွင်ဆိုင်ရှင်ဦးလေးကြီးတို့၏ဝက်လက်ထမင်းဆိုင်လေးမှာလမ်းဘေးထဲထိအောက်မှနေတဲ့ကုမ္ပဏီဒုတိယထပ်ကန်တင်းကြီးအတွင်းသို့တရားဝင်ပြောင်းရွှေ့ဖွင့်လှစ်နိုင်ခဲ့ပါတော့တယ်ကန်တင်းတွင်လာရောက်စားတောက်ကြသောဝန်ထမ်းများကလည်းအခုလိုစိတ်ချလက်ချနဲ့တန်တန်ရှင်းရှင်းစားရတာအရန်စိတ်အေးရပါတယ်အရင်ကတော့အစားတောက်စားရတာစေတနာပါမပါစိတ်ပူခဲ့ရပေမဲ့အခုတော့တကယ်ကိုစိတ်ကျေနပ်မှုရပါပြီလို့ပြောရှင်စွာပြောဆိုကြပါတယ်မန်နေဂျာအမျိုးသမီးကလည်းဒီတစ်ချိန်မှာတော့စီးမြင့်တွေကိုစာရွက်ပေါ်မှာကတ်မထားရင်တောင်လူတိုင်းကစီကံတိုင်းလိုက်နာကြတာကိုတွေ့နိုင်ပါတယ်လို့ပြောရှင်စွာပြောလိုက်ပါတယ်ဆိုင်ရှင်တော်တော်ကြီးကလည်းဝမ်းသာမျက်ရည်ကျလျက်အရင်တုန်းကတုံးပြီးတက်လဲလေးကိုတုံးပြီးဈေးရောက်ခဲ့ရတော့ကရဲတွေလိုက်ဖမ်းမှာလူတွေဆဲဆိုမှနဲ့မနှက်ဖြန်စားဖို့အတွက်စိတ်တက်ကဖြစ်ခဲ့ရတာပါအခုတော့စိတ်အေးချမ်းစွာနဲ့အလုပ်လုပ်နိုင်ပါပြီလို့ဝမ်းသာအားရပြောပြလိုက်ပါတယ်ဆိုင်ရှင်ဦးလေးကြီးကလည်းပြုံးရှင်စွာဖြင့်အနိုင်ကျင့်စရာတွေမရှိတော့ပဲစီးမြင့်စည်းကမ်းအတိုင်းရိုးရိုးသားသားလုပ်ကင်ခွင့်ရခဲ့တာပါလို့ပြောပြလိုက်ပါတယ်ဝန်ထမ်းလူငယ်ကဆိုင်ရှင်ဦးလေးကြီးအားကြည့်ရင်ပထမဆုံးနေ့ကကျွန်တော်တို့ကိုကတိပေးခဲ့တဲ့စီကံချက်လေးချက်ကိုမှတ်မိသေးတယ်မဟုတ်လားလို့မေးမြန်းလိုက်ပါတယ်ဆိုင်ရှင်ဦးလေးကြီးကခင်းကျင်းထားသောအစားအသောက်များကိုပြသရင်စံချိန်စံညွှန်းတွေကိုပွင့်လင်းမြင်သာအောင်လုပ်မယ်ဖောက်တည်အစ်ရောအဟောင်းကိုပါတန်းတူဆက်ဆံမယ်လက်ဆက်တဲ့ကုန်ကျန်းတွေကိုပဲတုံးပြီးအချိုးစားမရော့ရော့စေရဘူးဆိုတဲ့စီကံတွေပါလို့တက်ကြွစွာပြန်လည်ပြောကြားလိုက်ပါတယ်မန်နေဂျာအမျိုးသမီးကလည်းဒီစီကံတွေကိုစကားနဲ့တင်ပြောတာမဟုတ်ပဲနေ့တိုင်းမှန်ကန်ကန်ထိမ့်သိမ်းသွားဖို့လိုတာပါလို့ဖြစ်ဆွဲပြောဆိုခဲ့ပါတယ်ဆိုင်ရှင်ဦးလေးကြီးကဝန်ထမ်းလူငယ်နဲ့မန်နေဂျာအမျိုးသမီးတို့စားပွဲစီတို့လာရောက်ကဒီစီကံလေးချက်ကြောင့်ပဲဒီနေ့ကျွန်တော်တို့ဒီနေရာမှာမမတ်ရနိုင်ခဲ့တာပါမင်းတို့နှစ်ယောက်ကအများကြီးကူညီပေးခဲ့တာမို့လို့နောက်ဆိုလာစားတိုင်းအကောင်းဆုံးအစိတ်ပိုင်းတွေကိုပဲတီးတက်ဖယ်ပေးထားပါမယ်လို့ကျေးဇူးတင်စကားဖြင့်ပြောလိုက်ပါတယ်သို့တော်ဝန်ထမ်းလူငယ်ကကျွန်တော်တို့ကခင်ဗျားတို့ကိုဒီမှာရေရှည်ရက်တည်စေချင်တာပါအဲ့ဒါကြောင့်ဘာထူးခွင့်ရေးမှတီးတက်ယူမှာမဟုတ်ပါဘူးလို့ညှင်းပယ်ခဲ့ပါတယ်မန်နေဂျာအမျိုးသမီးကလည်းခင်ဗျားတို့ရဲ့လက်ရကောင်းကိုလူတိုင်းတည်တင်တယ်လို့ရိုးသားတဲ့စ조사မှုနဲ့ပဲရထိုက်တဲ့အခွင့်အရေးကိုရယူရမှာပါလို့အကြံပေးလိုက်ပါတယ်ဆိုင်ရှင်ဦးလေးကြီးကအမှန်တရားကိုနားလည်သွားပြီးမှန်ပါတယ်ဒီတစ်ချိန်မှာတော့မျက်နှာသာပေးမှုကိုမမိခိုးပဲစီးမြင့်စည်းကမ်းတွေနဲ့ပဲမမတ်ရက်တည်သွားပါမယ်လို့စိတ်တက်ဆက်ကင်းစွာဖြင့်ပြောလိုက်ပါတယ်ထို့နောက်ကန်တင်းတွင်းကအလုပ်သမားများပို့ဆောင်ရေးဝန်ထမ်းများပါဝင်လူများပြားတန်းစီကဝက်လက်ထမင်းလာရောက်ဝယ်ယူကြပါတယ်မန်နေဂျာအမျိုးသမီးကလည်းဒီနေ့ညဘက်အချိန်ပိုလုပ်ရင်စားဖို့အစားအသောက်တွေကိုလည်းခင်ဗျားတို့ဆိုင်ကပဲမာယူပါမယ်လို့ဝမ်းသာအားရပြောလိုက်ပါတယ်ဆိုင်ရှင်တော်တော်ကြီးကထမင်းဘူးကိုကမ်ပိန်းရင်မျက်ရည်ဝဲကဒီတစ်ချိန်မှာတော့ကျမတို့ကိုဘယ်သူမှမောင်းထုတ်မှာမဟုတ်တော့ပါဘူးကျမတို့ပြုလုပ်ထားတဲ့အစားအသောက်ကိုစားဖို့လူတွေအများကြီးတန်းစီဆောင်ဆိုင်နေကြပါပြီလို့ဝမ်းသာပီတိဖြစ်စွာဖြင့်ပြောဆိုလိုက်ပါတယ်မန်နေဂျာအမျိုးသမီးကတင်းငယ်ရဲ့ကိစ္စတွေကိုတေချာမရှင်းလင်းခဲ့ရင်အားလုံးကလူတိုင်းကိုအလွယ်တကူလက်စားလို့ရတယ်လို့ထင်သွားကြလိမ့်မယ်လို့မှတ်ချက်ပြုလိုက်ပါတယ်ဆိုင်ရှင်ဦးလေးကြီးကအစားအသောက်များပြင်ဆင်ပေးရင်စီးပွားရေးချို့ပျက်စီးသွားတာဟာတခြားသူတွေနဲ့ပြိုင်ဆိုင်လို့မဟုတ်ပဲကိုယ့်ရဲ့ရိုးသားမှုနဲ့အကျင့်စာရိတ္တပျက်စီးသွားလို့ပါစီးမြင့်စည်းကမ်းတွေကိုတေချာထိန်းသိမ်းထားမှစားသုံးသူတွေလည်းစိတ်အေးချမ်းစွာစားနိုင်မှာပါလို့တက်ကြွစွာပြောဆိုလိုက်ပါတယ်ထို့နောက်မန်နေဂျာအမျိုးသမီးကဝန်ထမ်းလူငယ်ကိုကြည့်ရင်မတရားမှုတွေကိုဖော်ထုတ်လိုက်တာဟာအဆုံးသတ်မဟုတ်ပါဘူးဒါဟာစီးမြင့်တစ်ခုရဲ့စတင်ခြင်းပဲဖြစ်ပါတယ်လို့ပြုံးရှင်စွာပြောလိုက်ပါတယ်ဆိုင်ရှင်ဦးလေးကြီးတို့၏ဝက်လက်ထမင်းဆိုင်လေးမှာကုမ္ပဏီဒုတိယထပ်ကန်တဲ့အတွင်းအောင်မြင်စွာအခြေချနိုင်ခဲ့ပြီးဖောက်တည်များစွာကလည်းအစဉ်တစိုက်တန်းစီကအားပေးနေကြပါတယ်ထိုကဲ့သို့ဝမ်းသာပျော်ရွှင်နေစဉ်အတွင်းကန်တင်းတကားဝစီမှမမျှော်လင့်ထားသောအတန်တစ်ခုထွက်ပေါ်လာခဲ့ပါတယ်အသက်ကြီးကြီးအမျိုးသမီးတဦးကလူအုပ်ကြားမှဝင်ရောက်လာပြီးဆိုင်ရှင်တော်တော်ကြီးကိုကြည့်ကနင်အခုတော့အတော်လေးအဆင်ပြေနေပြီပေါ့နင်ရဲ့မိခင်ရင်ရောက်လာတာတောင်နှုတ်ဆက်ဖို့မတိတော့ဘူးလားလို့အော်ဟစ်ကရောက်လာကြပါတယ်လီနင်အခုတော့ယာရုတို့အဆင်ပြေသွားပြီပေါ့နင်ရဲ့မိခင်ရင်လာတာတောင်နှုတ်မဆက်ချင်တော့ဘူးလားလို့အော်ဟစ်လိုက်ပါတယ်ဆိုင်ရှင်ဦးလေးကြီးကဘေးမှကြည့်ရင်တော်တော်ကြီးအရန်ကြောက်ရသည့်ကိစ္စမှာအမျိုးဆွေမိသားစုများရောက်ရှိလာခြင်းဖြစ်သည်ကိုသတိပြုလိုက်မိပါတယ်ထိုအခါမိခင်ဖြစ်သူကကန်တင်းတွင်တန်းစီနေသောလူအုပ်ကြီးကိုကြည့်ကဟဲကြည့်ပါဦးလူတွေအများကြီးတန်းစီနေကြတာပဲနင်အခုတော့အတော်လေးချမ်းသာသွားပြီပေါ့ဒါကိုငါတို့ကိုဘာလို့အတိမပေးပဲကွဲဝက်ထားရတာလဲလို့အပြစ်တင်လိုက်ပါတယ်
ဒေါ်တော်ကြီးကစိတ်မကောင်းစွာဖြင့်မေးကျမတို့ကဝန်ထမ်းတွေအတွက်ထမင်းဘူးရောင်းပေးုံတင်ဆက်လုပ်ရသေးတာပါခြေကုပ်ရခါစားပဲရှိပါသေးတယ်လို့ပြန်လည်ရှင်းပြလိုက်ပါတယ်ထိုစဉ်ဒေါ်တော်ကြီးမောင်ဖြစ်သူကအဟက်ဟန်ဆောင်မနေရနဲ့မမတ်ရဲ့ဒီလိုခွင့်ရင်းမျိုးကအမြဲတမ်းရနိုင်တာမဟုတ်ဘူးငါတို့အားလုံးကမိသားစုတွေရဲ့လေမမတို့မနိုင်မနှင်းဖြစ်နေတာအဆင်ပြေအောင်ကျွန်တော်နဲ့ညီမလေးပါလာကူပေးမယ်လို့ပြောဆိုလိုက်ပါတယ်ဒေါ်တော်ကြီးကနင်တို့မှစားတောက်ဆိုင်လုပ်ငန်းမလုပ်တတ်တာလို့ညင်းပယ်လိုက်တော့ခါမိခင်ဖြစ်သူကဒေါသတကြီးဖြင့်မလုပ်တတ်ရင်တင်ယူလို့ရတာပေါ့နင်တို့ကလည်းတားကြီးနဲ့အိမ်ထောင်ကြတော့ကအရန်ဆင်းရဲခဲ့တာမဟုတ်ဘူးလားငါတို့မိသားစုကနင့်ကိုပြစ်မထားခဲ့ပါဘူးအခုနင်အဆင်ပြေလာတော့မှနင့်ရဲ့မောင်နဲ့ညီမကိုမကူညီချင်တော့ဘူးလားလို့အပြစ်တင်လိုက်ပါတော့တယ်ထိုခါဆိုင်ရှင်ဦးလေးကြီးကမခံမရနိုင်ဖြစ်ကအမေလီလီနဲ့ကျွန်တော်အိမ်ထောင်ကြတော့ကအရာရာကိုကျွန်တော်တို့ဘာသာပဲရုန်းကန်ခဲ့ရတာပါလီလီကလေးမွေးပြီးမိဖွားစားကာလာတော့ကလည်းအမေတို့ဘာမှလာရောက်ကူညီဆောင်ရှောက်မပေးခဲ့ပါဘူးလို့အမှန်တရားကိုပြောဆိုလိုက်ပါတယ်မိခင်ဖြစ်သူကမင်းကဘာစကားပြောတာလဲလို့ဒေါသထွက်သွားချိန်တွင်မောင်ဖြစ်သူကစားပွဲကိုရိုက်ကရောက်ကျွန်တော်ပြောလိုက်မယ်ဒီကန်တင်းဆိုင်ခွဲကြီးတစ်ခုလုံးကိုမမတို့လင်မယားနှစ်ယောက်တည်းလုံနိုင်မှာမဟုတ်ပါဘူးငါ့ကိုရှေ့တန်းမှာကြီးကြပ်ခွင့်ပေးငါမိမကအစားတောက်ဝေပေးမယ်မမတို့ကနောက်ဖေးမှာထမင်းချက်အားလုံးကမိသားစုတွေပဲမဟုတ်ဘူးလားလို့အနိုင်ကျင့်စကားဆိုလိုက်ပါတယ်ဒေါ်တော်ကြီးကမျက်ရည်ဝဲလျက်နင်တို့ငါ့ကိုလာကြည့်တာမဟုတ်ပဲဒီဆိုင်ကိုလူကျင်လို့လာတာပါအရင်တုန်းကငါကူညီတောင်းခဲ့တုန်းကတော့ငါ့ကိုဝင်ထုတ်ဝင်ပိုးဆိုပြီးညှင်းခဲ့ကြတာမဟုတ်ဘူးလားလို့ဝမ်းနေစွာပြန်ပြောလိုက်ပါတယ်မောင်ဖြစ်သူ၏မိမကအဲ့ဒါကအရင်တုန်းကလေအရင်တုန်းကမမတို့ဆင်းရဲနေတုန်းကဘသူကလာကူရဲမှလဲလို့အရှက်မရှိပြန်လဲချေပလိုက်ပါတယ်ထိုစဉ်မိခင်ဖြစ်သူကထိုင်ကုန်မထကာကန်တင်းတွင်းရှိလူအုပ်ကြီးအားကြီးတွေလူတွေလာကြည့်ကြပါဦးငါသမီးအဆင်ပြေသွားတော့မိခင်ရင်းကိုရောမောင်ဖြစ်သူကိုပါမသိကျင်တော့ဘူးသူမိခင်အရင်ကိုပြစ်ထားတာကြည့်ကြပါဦးလို့ဟန်ဆောင်ငိုယိုကအော်ဟစ်လိုက်ပါတယ်ဒေါ်တော်ကြီးကရှက်ရွံ့စွာဖြင့်စိတ်မကောင်းဖြစ်နေစဉ်အတိုင်ပင်ခံအစိုးဆုံးအခြေအနေတစ်ခုထပ်မံဖြစ်ပေါ်လာခဲ့ပါတယ်ကန်တင်းတကားဝါမှာဒေါ်တော်ကြီးယောက်ျားဖြစ်သူဆိုင်ရှင်ဦးလေးကြီးမိခင်နဲ့ဆွေမျိုးများပါထပ်မံရောက်ရှိလာခဲ့ကြပါတယ်ဦးလေးကြီးမိခင်ဖြစ်သူကတုတ်ကောက်ကိုကင်လျက်ဒုတိယချွေးမှာနင်ကတော့သတင်းတွေကိုတော်တော်ကွဲဝက်နိုင်တာပဲငါတို့ရွာမှာဆင်းရဲဒုက္ခရောက်နေတော့နင်တို့ကမြို့ပေါ်မှာဆိုင်ကြီးဖွင့်ပြီးအကူအညီမပေးရဲကွဲဝက်ထားကြတယ်လို့ဆဲဆိုလိုက်ပါတယ်ဦးလေးကြီးကမေပါလာတာလားလို့အံ့အားသင့်စွာမေးလိုက်တော့ခါရောက်ဖြစ်သူ၏အမျိုးသမီးကငါတို့တာမလာရင်ဒီဆိုင်တစ်ခုလုံးသမီးဖြစ်သူရဲ့မိသားစုလက်ထဲရောက်သွားတော့မှလို့ဝင်ရောက်ပြောဆိုလိုက်ပါတယ်ထိုအခါဒေါ်တော်ကြီးမိခင်ဖြစ်သူနင်ပါစကားပြောတာလေလီလီကနင်တို့စီမှာအပင်ပန်းခံလုပ်ခဲ့တာမို့လို့ဒီဆိုင်ရဲ့အကျိုးမြတ်ဝေစုကိုငါတို့လည်းရရမယ်လို့အတင်းတမတောင်းဆိုလိုက်ပါတယ်ထိုအခါယောက်ျားဖြစ်သူ၏မိခင်ကလည်းမခံမရနိုင်ဖြစ်ကသူကငါတို့အိမ်ကိုအိမ်ထောင်ပြုဝင်ရောက်လာတာမို့လို့ငါတို့အိမ်ရဲ့မိသားစုဝင်ပဲဖြစ်တယ်ဒါကြောင့်ငါတို့အိမ်ရဲ့အကျိုးစီးပွားကိုပဲပထမဦးစားပေးရမယ်လို့ပြန်လဲအော်ဟစ်လိုက်ရာနှစ်ဖက်ဆွေမျိုးများမှာကန်တင်တွင်တယောက်တစ်ပေါက်အချင်းချင်းဒေါသတကြီးစကားများအော်ဟစ်ညင်းခုန်ကြပါတော့တယ်ဆိုင်ရှင်ဦးလေးကြီးကစိတ်ပြတ်စွာဖြင့်ကျွန်တော်တို့အရန်ခက်ခဲဒုက္ခရောက်ရတုန်းကတော့ဘသူမှလာမကူပဲဝေးဝေးကရှောင်နေခဲ့ကြပြီးအခုဆိုင်လေးနမီးရောင်းကောင်းလာတော့မှအားလုံးကမိသားစုဆိုပြီးလာရောက်အခွင့်အရေးယူချင်နေကြတယ်လို့စေတနာပြတ်စွာရေးရွတ်လိုက်ပါတယ်ဒေါ်တော်ကြီးမှလည်းဝမ်းနည်းစွာမျက်ရည်ကျလျက်သူတို့ကကျမကိုအရင်တုန်းကလိုဘာမှမပြောရဲပဲတိတ်တိတ်ဆိတ်ဆိတ်ခေါင်းငုံခံတတ်တဲ့လူမိုက်အဖြစ်ပြန်ရောက်သွားအောင်ဖိအားပေးနေကြတာပါလို့ရှိုက်ကြီးတုံကိုပြောလိုက်ပါတယ်ထိုအခါဆိုင်ရှင်ဦးလေးကြီးကဒေါ်တော်ကြီးပုခုံးကိုစုပ်ကင်ကအားပေးရင်လီလီဒီတစ်ချိန်မှာတော့ကျွန်တော်တို့နောက်ဆုတ်ပေးလို့လုံးဝမဖြစ်တော့ဘူးလို့တတိပေးလိုက်ပါတယ်ဒေါ်တော်ကြီးဒီတနည်းမျိုးချလိုက်ပြီးမျက်ရည်များကိုတုတ်ကဟုတ်တယ်ဒီတစ်ချိန်မှာတော့ကျမရဲရဲဝမ်းဝမ်းနဲ့ကိုယ်တိုင်ရင်ဆိုင်စကားပြောတော့မယ်လို့ဆုံးဖြတ်ချက်ပြတ်သားစွာပြောလိုက်ပါတယ်ဒေါ်တော်ကြီးဒီနှစ်ဖက်ဆွေမျိုးများ၏ရှေ့တွင်ရဲရဲဝမ်းဝမ်းရက်ကြည့်ရင်ဒီနေရာဟာကုမ္ပဏီဝန်ထမ်းတွေအတွက်အစားအသောက်ရောင်းချပေးတဲ့နေရာတစ်ခုဖြစ်ပြီးရှေ့ဆက်အလုပ်လုပ်ဖို့ဆိုတာကျွမ်းကျင်မှုနဲ့စ조사မှုအပေါ်မှာပဲမူတည်ပါတယ်ဘသူကအတန်ကျဲကျဲနဲ့အနိုင်ကျင့်အော်ဟစ်နိုင်လဲဆိုတဲ့အပေါ်မမူတည်ပါဘူးလို့ပြတ်သားစွာပြောဆိုလိုက်ပါတယ်မိခင်ဖြစ်သူကအံ့အားသင့်စွာဖြင့်မင်းကအခုတော့အတောင်ဆုံးလာလို့မိခင်ရင်းကိုပါပြန်ပြောရဲနေပြီပေါ့လို့ဒေါသတကြီးပြန်ပြောလိုက်ပါတယ်ထိုစဉ်ယောက်ျားဖြစ်သူ၏မိခင်ကလည်းမကြေမနက်ဖြစ်ကဒုတိယချွေးမှာစကားကိုအရန်ပြက်ပြက်သားသားမပြောပါနဲ့ဦးဒါကအဆုံးသက်မဟုတ်သေးပါဘူးလို့ချင်းချောက်လိုက်ပါတယ်ကန်တင်းတွင်ရောက်ရှိနေသောဝန်ထမ်းများနဲ့ဘေးမှအမျိုးသမီးတဦးကလည်းသူတို့ကလာရောက်ကူညီတာမဟုတ်ပဲသူများရဲ့လုပ်ငန်းနဲ့အိုးကွက်ကိုလာရောက်လူယူနေကြတာပါလို့အမှန်တရားကိုထုတ်ဖော်ကူညီပြောပေးခဲ့ကြပါတယ်မိခင်ဖြစ်သူကဒေါ်တော်ကြီးအားထက်မှန်လေလီလီနင့်မောင်မှာအနာဂတ်မရှိပဲလမ်းပြောင်းနေတာနင်မကူရင်ဘသူကကူရမှာလဲလို့ဖိအားပေးလိုက်ပြန်ပါတယ်ဒေါ်တော်ကြီးကမိခင်အားစိတ်မကောင်းစွာကြည့်ရင်မေကျမမကူညီချင်တာမဟုတ်ပါဘူးပင်ပန်းဒုက္ခခံပြီးမှကျမတို့လင်မယားရခဲ့တဲ့ဒီဆိုင်လေးကိုမတရားခွင့်ရေးယူပြီးလာလူတာကိုတော့ကျမလုံးဝခွင့်မပြုနိုင်ပါဘူးလို့ပြက်ပြက်သားသားညင်းပယ်လိုက်ပါတယ်ကျမတို့အခက်ခဲဆုံးချိန်တုန်းကကလေးကျောင်းလက်ခတောင်မပေးနိုင်လို့မေမေစီဖုံးဆက်ကူညီတောင်းခဲ့တုန်းကမောင်လေးမှာသူ့လုံးနဲ့သူမအားဘူးပြဿနာမရှာနဲ့ဆိုပြီးညင်းခဲ့တာမဟုတ်ဘူးလားလို့အတိတ်ကနာကျင်စရာများကိုထုတ်ဖော်ပြောဆိုလိုက်ပါတယ်မောင်ဖြစ်သူကရှက်ရွံ့စွာဖြင့်မမကလည်းအတိတ်ကကိစ္စတွေကိုဘာလို့ပြန်တူးဆွနေရတာလဲအားလုံးမှာဒုက္ခမကင်းကြပါဘူးလို့စင်ကြေပေးပါတယ်ဒေါ်တော်ကြီးအမျိုးသားကမိခင်ဖြစ်သူအားကြီးကမေကျွန်တော်ရန်ရမောက်ပြီးအလုံးမှာဒဏ်ရာရတော့ကတရင်ပတ်ဝက်မကအဲ့ရတဲ့လဲနေခဲ့ရချိန်မှာလဲမေတို့ဘသူမှလာမကြည့်ခဲ့ကြပါဘူးလို့ပြောလိုက်ပါတယ်ဘေးမှမကြီးဖြစ်သူကမင်းအဲ့ဒီလိုပြောတာမတရားဘူးလေမင်းကိုကြီးကအိမ်မှာအကြီးဆုံးဖြစ်လို့အလုပ်တွေအများကြီးမအားတာကိုမင်းစီမှာပဲအချိန်ကုန်နေရမှာလားလို့ဝင်ရောက်အပြစ်တင်ပြန်ပါတယ်ဆိုင်ရှင်ဦးလေးကြီးကခေါင်းညိတ်ရင်ဒါကြောင့်ကျွန်တော်မေတို့ကိုအပြစ်မပြောခဲ့ပါဘူးဒါပေမဲ့အခုတော့လီလီစ조사ထားတဲ့ဒီဆိုင်လေးကိုလာရောက်လူယူဖို့မစ조사ကြပါနဲ့လို့ပြတ်သားစွာပြောလိုက်ပါတယ်မိခင်ဖြစ်သူကဒေါသတကြီးဖြင့်မင်းကမိမတယောက်အတွက်နဲ့မွေးမိခင်ရင်းကိုပါပြစ်ပယ်တော့မှာပေါ့လို့အော်ဟစ်လိုက်တော့ခါဒေါ်တော်ကြီးကဆယ်စုနှစ်တခုကျော်မိသားစုဝင်အဖြစ်တမတ်မခံခဲ့ရသည့်အတွက်ဝမ်းနည်းစွာခေါင်းငုံသွားခဲ့ပါတယ်ထိုအခါဆိုင်ရှင်ဦးလေးကြီးကဒေါ်တော်ကြီးလက်ကိုစုပ်ကင်ကမိခင်ဖြစ်သူအားကြီးရဲ့မေလီလီဟာသူစိမ့်မဟုတ်ပါဘူးကျွန်တော်ရဲ့ဇနီးဖြစ်ပါတယ်ဒီနေ့ရထားတဲ့ဒီဆိုင်လေးကိုတော့ဘသူ့ကိုမှကျွန်တော်တို့ကြော်လွန်ပြီးလူယူခွင့်ပြုမှာမဟုတ်ပါဘူးလို့ပြက်ပြက်သားသားပြောဆိုလိုက်ပါတယ်ဆိုင်ရှင်ဦးလေးကြီးကကန်တင်းတွင်းရှိလူအုပ်ကြီးအားကြီးရင်ရင်တွင်းဖြစ်ကိုလိုက်လဲထုတ်ဖော်ပြောဆိုလိုက်ပါတယ်ဒီကန်တင်းဆိုင်ခွဲလေးကိုကျွန်တော်တယောက်တည်းထူထောင်ခဲ့တာမဟုတ်ပါဘူးကျွန်တော်ဇနီးကမနဲ့စောကြီးထားပြီးအတီးနံတွေကိုစေးကြောလက်တွေကွဲအဲနေတဲ့အထိအစားအသောက်တွေကိုဘူးရဲထည့်ပေးခဲ့တာပါသူအနိုင်ကျင့်ခံရပြီးမျက်ရည်ကျနေချိန်မှာတော့မခိုးမဝက်ပဲအရေးသွေးကောင်းအောင်စ조사ခဲ့တာပါ
ဒီဆိုင်ဟာကျွန်တော်ဆိုင်ဖြစ်တယ်လို့သူ့ဆိုင်လည်းဖြစ်ပါတယ်ဘသူကမှသူ့ကိုဒီဆိုင်ထဲကနေမောင်းထုတ်ဖို့မကြိုးစားပါနဲ့လို့ပြက်သားစွာကာကွယ်ပေးလိုက်ပါတယ်ဒေါ်တော်ကြီးမှလည်းအမျိုးသားဖြစ်သူ၏စာနာနားလည်ပေးမှုကိုခံစားရပြီးမျက်ရည်များလိုက်လိုက်ကြကဝမ်းသာပီတိဖြစ်သွားခဲ့ရပါတယ်ထိုစဉ်ဒေါ်တော်ကြီးမိခင်ဖြစ်သူကလေတံပြောင်းကကဲပါနင်တို့လင်မယားချစ်ကြတာငါသိပါတယ်အခုမောင်လေးကကားတစ်တစီလဲကျင်နေတာမို့နင်တို့ကပဲသူ့အတွက်ကားတစ်စီဝယ်ပေးလိုက်ပါဦးလို့အခွင့်အရေးထပ်မံတောင်းဆိုလိုက်ပါတယ်မောင်ဖြစ်သူနဲ့မိန်းမဖြစ်သူကလည်းဟုတ်တယ်အမတို့အခုအဆင်ပြေနေပြီပဲကားတစ်စီဝယ်ပေးတာဘာဆန်းလို့လဲကျွန်တော်တို့လည်းအမတို့အတွက်အကူအညီပေးနိုင်တာပဲလို့ဝင်ရောက်အလိုက်တင်ပြောဆိုကြပါတယ်ထိုအခါဒေါ်တော်ကြီးကမခံမရနိုင်ဖြစ်ကမိခင်နဲ့မောင်ဖြစ်သူတို့အားစိတ်ပြက်စွာကြည့်ရင်နင်တို့ဟာငါ့ကိုအတုံးချဖို့ပဲစဉ်းစားနေကြတာမောင်လေးနင်ကငါ့ကိုကူညီမယ်လို့ပြောခဲ့တယ်နော်ငါဒီဆိုင်မှာအနိုင်ကျင့်ခံရတော့ကနင်ဘယ်မှာလဲငါတို့လင်မယားဒုက္ခရောက်ပြီးအပြစ်လောက်ကြံခံရတော့ကတော့နင်ဘယ်မှာရှိနေခဲ့လဲလို့ဒေါသနဲ့မျက်ရည်ပေါင်းဆက်ကရင်ဖွင့်အော်ဟစ်လိုက်ပါတော့တယ်။မောင်ဖြစ်သူကရှက်ရွံ့စွာဖြင့်အမကအခုတော့ငါ့ကိုအထက်စီးကနေကြည့်နေတာပေါ့လို့မကြေမနက်ပြန်လဲအော်ဟစ်လိုက်ပါတယ်။ဒေါ်တော်ကြီးကမောင်ဖြစ်သူအားကြည့်ရင်ငါတို့လင်မယားမတရားလောက်ကြံခံရတော့ကနင်ဘယ်မှာရှိနေခဲ့လဲလို့အတိတ်ကနာကျင်စရာဒဏ်ရာများကိုအော်ဟစ်မေးခွန်းထုတ်လိုက်ပါတယ်။မောင်ဖြစ်သူကမကြေမနက်ဖြစ်ကအမကအခုတော့ငါ့ကိုအထက်စီးကနေကြည့်နေတာပေါ့လို့အော်ဟစ်ပြန်ပါတယ်။ထိုစဉ်ကန်တင်းတကားဝါမှာဝန်ထမ်းအမျိုးသမီးငယ်နဲ့အမျိုးသားတို့ရောက်ရှိလာကြပါတယ်။အမျိုးသမီးငယ်ကဒေါ်တော်ကြီးအားစာနာစွာကြည့်ရင်အမလီလီကျမတို့ခန့်ဖယ်ပေးထားဖို့လိုမလားဟင်လို့ရင်ကျေးစွာမေးမြန်းလိုက်ပါတယ်ဒေါ်တော်ကြီးကမျက်ရည်များကိုစက္ကူဖြင့်တုပ်လိုက်ပြီးပြတ်သားစွာဖြင့်မလိုပါဘူးဒီနေ့ဒီစကားတွေကိုအားလုံးကြားအောင်ကျမပြောပြချင်ပါတယ်လို့ပြန်လည်ဖြေကြားလိုက်ပါတယ်ထိုအခါအမျိုးသမီးငယ်ကဆွေမျိုးများအားကြည့်ရင်ဒီတစ်ချိန်တော့သူ့ကိုသူ့စကားဆုံးထိပြောပါစေသူ့မှာအားပေးကူညီမဲ့သူမရှိတာမဟုတ်ပါဘူးသူကမိမိကိုယ်တိုင်အတွက်အမှန်တရားကိုထုတ်ဖော်ပြောဆိုနေတာပါလို့ဒေါ်တော်ကြီးဘက်မှအပြည့်အဝကာကွယ်ရည်တည်ပေးလိုက်ပါတယ်ဒေါ်တော်ကြီးဒီမျက်ရည်များဝဲလျက်အားလုံးကိုစိုက်ကြည့်ကဒီနေ့ကစားပြီးဘသူရဲ့အပုတ်ချအနိုင်ကျင့်မှုကိုမှကျမထပ်ပြီးဖုံးကွယ်ဖိသိပ်ထားတော့မှာမဟုတ်ပါဘူးလို့ပြတ်သွားစွာပြောပြလိုက်ပါတယ်ဒေါ်တော်ကြီးဒီကောင်တာအောက်မှစရင်စာအုပ်ဟောင်းတအုပ်ကိုထုတ်ယူကစားပွဲပေါ်သို့တင်လိုက်ရင်ဒီနေ့ကစားပြီးဘသူရဲ့အမားကိုမှဖုံးကွယ်မပေးတော့ပါဘူးဒီစင်းစာအုပ်ထဲမှာကျမတို့အခက်ခဲဆုံးချိန်တွေကိုဘလို့ကြော်ဖြတ်ခဲ့ရလဲဆိုတာရေးထားပါတယ်လို့ပြောလိုက်ပါတယ်မိခင်ဖြစ်သူကမကြေမနက်ဖြင့်နင်ကအတိတ်ကစရင်ဟောင်းတွေကိုပြန်တူးဆိုပြီးဘာလို့မလို့လဲမိသားစုကြားမှာဒီလိုစရင်တွက်နေစရာလိုလို့လားလို့ပြန်လဲအော်ဟစ်လိုက်ပါတယ်ဒေါ်တော်ကြီးကစရင်စာအုပ်ကိုလန့်ကြည့်ရင်စိတ်မကောင်းစွာဖြင့်ယောက်ျားဖြစ်သူဒဏ်ရာရတော့ကကျမတို့မိသားစုဒုက္ခရောက်ခဲ့ရပါတယ်အဲ့ဒီအချိန်တုန်းကဆွေမျိုးတွေစီကူညီတောင်းတော့အားလုံးကမပြည့်စုံဘူးဆိုပြီးညင်းခဲ့ကြတယ်အကိုကြီးစီကူညီတောင်းတော့လည်းပိုက်ဆံမရှိဘူးလို့ပြောခဲ့ရင်မဲ့ကွယ်ကွယ်မှာပစ္စည်းအစ်တွေဝယ်နေခဲ့တာပါလို့ပြောဆိုလိုက်ပါတယ်အကိုကြီးဖြစ်သူကရှက်ရွံ့စွာဖြင့်ဒါတွေကလွန်ခဲ့တဲ့နှစ်တွေအကြာကကိစ္စတွေလေးလို့စင်ကြေပေးလိုက်ပါတယ်ဒေါ်တော်ကြီးကမျက်ရည်များဝဲလျက်မေမေတို့ကကျမတို့ကိုကြာဒုက္ခရောက်နေလို့မကူညီနိုင်ဘူးလို့ပြောခဲ့ပေမဲ့အကိုကြီးအိမ်ကိုတော့အခွင့်အရေးတွေအပြည့်ပေးခဲ့ပါတယ်ဒါကြောင့်မေမေတို့မှမကူညီနိုင်လို့မဟုတ်ပါဘူးကျမတို့ကိုတမိုးမထားလို့မကူညီခဲ့တာပါလို့ပြောလိုက်ပါတယ်မိခင်ဖြစ်သူကဒေါသတကြီးအော်ဟစ်လိုက်ပါတယ်ငါမြေးတွေကိုငါချစ်လို့ပါနင်တို့ကသာမကူညီခြင်းလို့အကြောင်းပြနေတာလို့ဆွဆွဲလိုက်ပါတယ်ဒေါ်တော်ကြီးကမျက်ရည်များစီးကြလျက်ခင်ပွန်းဖြစ်သူ၏အားပေးမှုဖြင့်စင်းစာအုပ်ကိုကင်ကမေမေတို့ကကျမတို့ကိုမိသားစုလို့အမြဲမတတ်မှတ်ခဲ့ပါဘူးမောင်လေးအိမ်ထောင်ကြတော့ကရောကားဝယ်တော့ကပါကျမတို့တက်နိုင်တဲ့လောက်ကူညီခဲ့ပါတယ်မေမေနေမကောင်းဖြစ်တော့ကလည်းမရှောင်ကွင်းပဲပြုစုခဲ့တာပါလို့အတိတ်ကကူညီခဲ့ဘူးဒီများကိုပြန်လဲရေရွတ်လိုက်ပါတယ်မိခင်ဖြစ်သူကပြပြတရားဖြင့်စကားတွေကိုရှောက်မပြောနဲ့ရှောက်မလုံးနဲ့လို့တားဆီးရန်စူးစမ်းလိုက်ပါတယ်ထိုစဉ်ဝန်ထမ်းအမျိုးသမီးငယ်ကဒေါ်တော်ကြီးအားအမလီလီအတန်ဖိုင်ရေကော့တင်းတွေရှိတယ်မဟုတ်လားလို့မေးမြန်းလိုက်တော့ခါဒေါ်တော်ကြီးကဖုန်းကိုထုတ်ယူကတိတ်ကမိခင်ဖြစ်သူပြောဆိုခဲ့သည့်အတန်ဖိုင်ကိုဖွင့်ပြလိုက်ပါတယ်အတန်ဖိုင်ထဲမှာမိခင်ဖြစ်သူ၏စကားတန်ထွက်ပေါ်လာပါတယ်နင်းအိမ်အောင်ကြပြီးပြီပဲမိဘအိမ်ကိုပြဿနာတွေလာမရှာနဲ့တော့မောင်လေးမှလည်းသူ့ဘဝနဲ့သူရှိတယ်မဖြစ်တဲ့သူကအဆက်ဆရာရာလိုက်တတိပို့ပြီးတာဝန်ယူပေးရမှာပေါ့ဆိုသည့်စကားတန်ကိုကြားလိုက်ရတော့ခါမောင်ဖြစ်သူကဒေါသကြီးဖြင့်ဖုန်းကိုလူယူရန်စူးစမ်းလိုက်တော့လဲဝန်ထမ်းလူငယ်အမျိုးသားကတားဆီးလိုက်ပါတယ်မောင်ဖြစ်သူကဒေါ်တော်ကြီးအားလက်ညှိုးထိုးကအမနင်တကယ်ရက်ဆက်တာပဲမိခင်ရင်းရဲ့စကားတွေကိုတောင်အတန်ဖိုင်ဖမ်းထားတယ်ပေါ့လို့အော်ဟစ်လိုက်ပါတယ်ဒေါ်တော်ကြီးကမျက်ရည်များဝဲလျက်စိတ်တက်ခိုင်မာစွာဖြင့်ငါရက်ဆက်တာမဟုတ်ပါဘူးနင်တို့ကငါ့ကိုအဆုံးထိတွန်းပို့ခဲ့ကြလို့ပဲလို့ပြတ်သားစွာပြန်လဲတုတ်ပြန်လိုက်ပါတယ်ဒေါ်တော်ကြီးကမိဘနဲ့မောင်ဖြစ်သူအားကြည့်ရင်ပြတ်သားစွာဖြင့်အတိတ်တုန်းကမေမေတို့ပြောသမျှကိုကျမအရာရာသိခံခဲ့ပါတယ်ဒါပေမဲ့ဒီနေ့ကျမနဲ့ရောကြားစူးစမ်းအထုတ်ခဲ့တဲ့ဆိုင်ကိုနင်တို့လူယူဖို့စူးစမ်းတာကိုတော့ကျမဘလို့မှထပ်ပြီးသိခံမှာမဟုတ်တော့ပါဘူးလို့အော်ဟစ်ပြောဆိုလိုက်ပါတယ်မိခင်ဖြစ်သူကတုတ်ကောက်ကိုကင်ကမကြေမနက်ဖြင့်အခုနင်တို့ကအဆင်ပြေလာတော့မိသားစုကိုတောင်အတိအမှတ်မပြုတော့ဘူးပေါ့လို့ဆွဆွဲလိုက်ပါတယ်ထိုအခါဆိုင်ရှင်ဦးလေးကြီးကဇနီးဖြစ်သူဤဘေးတွင်မမက်ရက်ကမေမေကျွန်တော်တို့ကမိဘကိုပြစ်ပယ်တာမဟုတ်ပါဘူးဒါပေမဲ့ဒီဆိုင်ခွဲရဲ့တကားကိုတော့အလိုက်တတိထိန်းသိမ်းရပါမယ်ဇနီးဖြစ်သူရဲ့စိတ်တန်ရာတွေကိုအနှင်းချေမခံနိုင်တော့ပါဘူးဒီဆိုင်မှာစီးမြင့်စည်းကမ်းတွေရှိပါတယ်ဘယ်သူမှလာပြီးစီးဖောက်လို့မရပါဘူးလို့ပြတ်သားစွာပြောကြားလိုက်ပါတယ်မိခင်ဖြစ်သူကဒါဆိုမေမေတို့အမျိုးတွေကနင်တို့ဆိုင်ကိုလုံးဝလာလို့မရတော့ဘူးပေါ့လို့မေးလိုက်တော့ခါဦးလေးကြီးကမှန်ပါတယ်လုပ်ငန်းထဲမှာကိုယ့်ရည်ချင်းနဲ့ကိုစူးစမ်းခြင်းရင်အလုပ်လျှောက်လို့ရပါတယ်ဒါပေမဲ့အလကားတော့ဘာမှမရနိုင်ပါဘူးလို့အေးဆေးပြတ်သားစွာပြန်လည်ဖြေကြားလိုက်ပါတယ်ဒေါ်တော်ကြီးကခင်ပွန်းဖြစ်သူအားကျေးဇူးတင်စွာကြည့်ရင်ဒီစကားကိုကျမမျှော်လင့်ဆောင်စားနေခဲ့တာနှစ်တွေတော်ကြာခဲ့ပါပြီလို့မျက်ရည်များကြားမှပြောလိုက်ပါတယ်မိခင်ဖြစ်သူကစိတ်ပြတ်စွာဖြင့်ငါကနင်းရဲ့မိခင်ရင်းပါနင်ကငါ့ကိုပြစ်ပယ်တော့မှာပေါ့လို့ပြောလိုက်ရဒေါ်တော်ကြီးကမေမေနေမကောင်းဖြစ်ရင်ကျမဆက်ပြီးပြုစုဆောင်ရှောက်ပါမယ်မေမေကူညီလိုအပ်တဲ့အချိန်မှာလည်းကျမရှောင်ကွင်းမှာမဟုတ်ပါဘူးဒါပေမဲ့မောင်လေးကားဝယ်တာအိမ်ဝယ်တာစီးပွားရေးရှုံးနေတာတွေကိုတော့ကျမဘာတစ်ခုမှထပ်ပြီးစိုက်ထုတ်ပေးတော့မှာမဟုတ်ပါဘူးလို့ပြတ်သားစွာစီးချလိုက်ပါတော့တယ်မောင်ဖြစ်သူကဒေါသတကြီးဖြင့်အမကကိုမောင်ရင်းကိုဒီလိုလုပ်ရက်တဲ့ပေါ်ဟစ်လိုက်ပါတယ်ဒေါ်ကြီးကမတယောက်အနေနဲ့နင့်ကိုတစ်သက်လုံးကာကွယ်ပေးနေမှာမဟုတ်တော့ပါဘူးကိုအားကိုလာကြိုးစားတဲ့သူမဟန်တမျှကိုကြိုးဆိုပေမဲ့ကျမနဲ့ရောကြားရဲ့လောက်အားကိုအလာကားခေါင်းပုံဖြတ်ချင်တဲ့သူတွေကိုတော့
ဘယ်တော့မှခွင့်ပြုမှာမဟုတ်ပါဘူးလို့ပြတ်သားစွာပြောလိုက်ပါတယ်ထိုအခါဘေးမှာဝန်ထမ်းမျိုးသမီးကလက်ခုပ်တီးကမျက်ရည်များဝဲလျက်အမလီလီဒီစကားတွေကိုစောစောတည်းကပြောခဲ့တဲ့နာပါလို့ထောက်ခံလိုက်ပါတယ်ဒေါ်တော်ကြီးကစည်ရင်းစာအုပ်ကိုလှန်လိုက်ရင်ဒီစည်ရင်းစာအုပ်ပွင့်သွားပြီကျမလည်းထပ်ပြီးဖုံးကွယ်ထားတော့မှာမဟုတ်ပါဘူးလို့ပြောလိုက်စဉ်မိခင်ဖြစ်သူကကျမ်းပြင်ပေါ်ထိုင်ကြကအော်ဟစ်ငိုယိုပါတော့တယ်မတရားလိုက်တာသမီးကချမ်းသာလာတော့မိခင်ရင်းကိုတောင်မကြည့်တော့ဘူးငါမွေးထားတဲ့သမီးကဒီလိုမျိုးပါလားလို့ပုံနာဟန်ဆောင်ငိုကြွေးလိုက်ပါတယ်အခြားမိခင်ဖြစ်သူအမျိုးသမီးကြီးကလည်းဆိုင်ရှင်ဦးလေးကြီးအားတောက်ကောက်ဖြင့်ထောက်ကဒါချမ်းနင်ဒီနေ့သဘောမတူဘူးဆိုရင်ငါဒုတိယထပ်ကုမ္ပဏီရုံးခန်းရှိထိသွားပြီးပြဿနာရှာမယ်ကုမ္ပဏီကနင်တို့ကိုအလုပ်ဖြုတ်မလားကြည့်ကြတာပေါ့လို့ချင်းချောက်လိုက်ပါတယ်ထိုအခါဦးလေးကြီးကဇနီးဖြစ်သူကြီးရှေ့တွင်မမက်ရက်ကအမေတကယ်ပဲပြဿနာသွားရှာမယ်ဆိုရင်ကျွန်တော်တို့တိတ်ခါကြယုံတယ်မဟုတ်ပါဘူးဟဲမီသားစုတစ်ခုလုံးရဲ့တိတ်ခါပါကြာဆင်းသွားမှာပါကျွန်တော်မိဘပေါ်မတိတက်ဘူးလို့ပြောရင်လည်းလက်ခံပါတယ်ဒါပေမဲ့တားလိမ်မှာရောကြားကောင်းဆိုတဲ့ခေါင်းစဉ်အောက်မှာဇနီးဖြစ်သူ10နှစ်ကျော်တိုင်အောင်ပင်မနှကြီးစူးစမ်းထားတာတွေကိုသူမရလက်ထက်အလားကားမပေးနိုင်ပါဘူးလို့ရဲရဲဝံ့ဝံ့ပြန်လဲတုံ့ပြန်လိုက်ပါတယ်ဆိုင်ရှင်ဦးလေးကြီးကကျမ်းပြင်ပေါ်တွင်ထိုင်နေသောရောက်ခမဖြစ်သူအားကြီးကမေကျွန်တော်လည်းမေကိုအမေလို့ပဲခေါ်တာပါလွန်ခဲ့တဲ့နှစ်တွေတုန်းကဇနီးဖြစ်သူဟာမေနဲ့မောင်လေးပေါ်ဘလောက်ချစ်ခင်ကြည့်ဆိုင်ခဲ့လဲဆိုတာကျွန်တော်သိပါတယ်ဒါပေမဲ့ဒီနေ့ကစပြီးကျွန်တော်တို့လင်မယားနှစ်ယောက်စလုံးကိုမိသားစုကိုကလေးတွေနဲ့ကိုဆိုင်ကိုပဲဦးစားပေးကာကွယ်သွားမှာပါဘသူကမှတန်ရောစင်ကိုအလွဲသုံးစားလုပ်ပြီးဖိအားပေးတာကိုကျွန်တော်သဘောမတူနိုင်တော့ပါဘူးလို့ပြတ်သားစွာပြောကြားလိုက်ပါတယ်ထိုအခါဒေါ်တော်ကြီးကစည်ရင်းစာအုပ်ကိုပိတ်လိုက်ပြီးဒီနေ့တော့ကျမစကားကိုစာအုပ်ပိတ်တယ်လို့ပြက်သားပြောပါရစေဟဲမိသားစုဆိုင်မှာစီမင်းစည်းကမ်းတွေရှိပါတယ်ဝယ်သူတွေအတွက်ရောမိသားစုဝင်တွေအတွက်ပါအတူတူပါပဲလို့ပြောရင်းစီမင်းလေးချက်ကိုထုတ်ပြန်လိုက်ပါတော့တယ်ပထမချက်ဈေးနှုန်းများကိုပွင့်လင်းမြင်သာစွာသတ်မှတ်မိဖြစ်ပြီးပုံမကောက်ခံခြင်းမရှိရပါဒုတိယချက်လူမျိုးမရွေးဆွေမျိုးမရွေးဈေးနှုန်းတို့တူသတ်မှတ်မိဖြစ်ပြီးမျက်နှာသာပေးခြင်းမရှိရပါတတိယချက်လက်ဆက်သောကုန်ကျန်းများကိုသာအသုံးပြုမိဖြစ်ပြီးလိမ်လည်လက်ဖျားခြင်းမရှိရပါစတုထချက်အစားအသောက်ပမာဏကိုတိကျစွာပေးဆောင်မိဖြစ်ပြီးရှော့ချခြင်းမရှိရပါဆိုင်ရှင်ဦးလေးကြီးကဇနီးဖြစ်သူ၏ဘေးတွင်ရက်ကဒီစီမင်းတွေကပဲကျွန်တော်တို့ဆိုင်ကိုကယ်တင်ခဲ့တာဖြစ်တယ်လို့ကျွန်တော်တို့လင်မယားနှစ်ယောက်ကိုလည်းလွတ်မြောက်စေခဲ့တာပါလို့ပြောပြလိုက်ပါတယ်ဒေါ်တော်ကြီးကစည်ရင်းစာအုပ်ကိုကိုင်းရင်ပြတ်သားစွာဖြင့်ပစ္စမမြောက်စီမင်းကတော့အမျိုးတွေဆိုင်မှာအလားကားလာစားလို့မရပါဘူးစီးပွားရေးကိုလာလူလို့မရပါဘူးလို့ထပ်မံထုတ်ပြန်လိုက်ပါတယ်ထိုအခါမောင်ဖြစ်သူကဒေါသတကြီးဖြင့်နင်တကယ်ခေါင်းမာတာပဲဒါဆိုရင်လည်းမိဘအိမ်ကိုဘယ်တော့မှပြန်မလာနဲ့တော့လို့ချင်းချောက်လိုက်ပါတယ်ဒေါ်တော်ကြီးကစိတ်တက်ခိုင်မာစွာဖြင့်ငါမိဘအိမ်ပြန်လာမိခင်ကိုသွားတွေ့တာပါနင်တို့ရဲ့ပြဿနာတွေကိုလာရှင်းပေးတာမဟုတ်ပါဘူးနင်တို့ကငါ့ကိုပြဿနာရှင်းဖို့ပဲမျှော်လင့်နေရင်တော့ငါလည်းမိဘအိမ်ကိုပြန်မလာတော့ပါဘူးလို့ပြတ်သားစွာပြန်လဲပြောဆိုလိုက်ပါတယ်မိခင်ဖြစ်သူအမျိုးသမီးကြီးကဆိုင်ရှင်ဦးလေးကြီးအားဒါချမ်းနင်နောင်မနောင်တမရနဲ့နော်နင်တို့အခက်ခဲကြုံရင်ဟဲမိသားစုတွေကဘသူမှလာကူညီမှာမဟုတ်တော့ဘူးလို့ချင်းချောက်လိုက်ရဦးလေးကြီးကကျွန်တော်တို့အခက်ခဲဆုံးအချိန်တုန်းကလည်းဟဲမိသားစုကဘသူမှလာမကူညီခဲ့ပါဘူးလို့အေးဆေးစွာပြန်လဲတုံ့ပြန်လိုက်ပါတယ်ထိုစဉ်ဝန်ထမ်းအမျိုးသမီးငယ်ကစာရွက်စာတမ်းများကိုဂိုင်းကာရောက်ရှိလာပြီးမိသားစုကိစ္စတွေပြောလို့ပြီးပြီဆိုရင်တော့အခုကုမ္ပဏီရဲ့စီမင်းစည်းကမ်းတွေကိုပြောပြပေးပါမယ်လို့အားလုံးကိုသတိပေးလိုက်ပါတယ်ဝန်ထမ်းအမျိုးသမီးငယ်ကစာရွက်စာတမ်းကိုထုတ်ပြကာဒုတိယထပ်စားတောက်ခန်းမှာကုမ္ပဏီရဲ့တရားဝင်တင်ဒါခေါ်ယူထားတဲ့နေရာဖြစ်ပါတယ်။ကန်ထရိုက်တာတွေဟာအရေးချင်းစစ်ဆေးချက်၊ကျန်းမာရေးစစ်ဆေးချက်နဲ့အစမ်းလုပ်ကိုင်မှုကာလတွေကိုမဖြစ်မနေဖျက်ဆီးရပါတယ်။ဘယ်သူမဆိုလာရောက်ပြဿနာရှာပြီးပုံမှန်လုပ်ငန်းဆောင်ရွက်မှုကိုနှောက်ယှက်မယ်ဆိုရင်ကုမ္ပဏီစီမင်းတိုင်းပြက်သားအရေးယူသွားမှာပါလို့သတိပေးလိုက်ပါတယ်။ထို့နောက်ဝန်ထမ်းအမျိုးသားကပါရှေ့တို့ထွက်လာပြီးဒီနေ့ခင်ဗျားတို့ပြောခဲ့တဲ့စကားတိုင်းကိုဘေးကလူတွေကုန်ကြပါတယ်။ကူညီခြင်းရင်တရားဝင်လှုပ်ထုံးလုပ်နေတိုင်းလာခဲ့ပါ။နေရာကိုမတရားလူယူဖို့အနိုင်ထက်စီးနေလုပ်ဖို့နဲ့ပြဿနာလာရှာဖို့စ조사တာဟာမိသားစုကြားအနှိမ့်မြင့်ပြောရုံတင်မဟုတ်တော့ပါဘူးလို့ပြတ်သားစွာသတိပေးလိုက်ပါတယ်။ထိုအခါဝန်ထမ်းပို့ဆောင်ရေးသမားငယ်ကဖုန်းကိုထုတ်ပြကကျွန်တော်ကုန်းအတန်ဖိုင်ရေကော့တင်ဖမ်းထားပါတယ်။လိုအပ်ရင်တက်တေထွက်ပေးပါမယ်လို့ပြောလိုက်ပြီးဘေးမှာဝန်ထမ်းအမျိုးသမီးကလည်းမလီလီခန့်မြအခုမှအမှန်တရားအတွက်ရဲရဲဝံ့ဝံ့ရက်တည်နိုင်တာပါ။သူပေါ်ထက်ပြီးမတရားမလုပ်ကြပါနဲ့တော့လို့ဝိုင်းဝန်းပြောဆိုပေးကြပါတယ်။ကျမ်းပြင်ပေါ်ထိုင်နေသောမိခင်ဖြစ်သူကလူများကဒေါ်တော်ကြီးဘက်မှရက်တည်ပေးနေသည်ကိုတွေ့ရတော့အခါဘာလို့အကုန်လုံးကသူတို့ဘက်ကပဲရက်တီပေးနေရတာလဲလို့မကြေမနက်ရေရွတ်လိုက်ပါတယ်ထို့နောက်မိခင်ဖြစ်သူကမတ်တရက်ကဒေါ်တော်ကြီးအားအေးပါနင်တို့ခေါင်းမာကြတာပေါ့နောက်မှနောင်တမရကြနဲ့လို့ကျင်းဝါကဆိုင်တွင်းမှထွက်ခွာသွားခဲ့ကြပါတယ်အခြားမိခင်ဖြစ်သူအမျိုးသမီးကြီးလည်းစိတ်ပြက်စွာဖြင့်ထွက်ခွာသွားခဲ့ကြပါတယ်နောက်ဆက်သူများထွက်ခွာသွားပြီးနောက်ဒေါ်တော်ကြီးသည်စည်ရင်းစာအုပ်ကိုပုတ်တက်ရင်ဝမ်းသာမျက်ရည်များဖြင့်အတိတ်တုန်းကတော့ကျမအမြဲတမ်းရှင်းပြခဲ့ရတယ်ကျမကိုနားလည်ပေးဖို့တောင်းပန်ခဲ့ရတယ်ဒါပေမဲ့ဒီတစ်ချိန်မှာတော့ကျမနောက်ဆုတ်တော့မှာမဟုတ်ပါဘူးလို့စိတ်တက်ခိုင်မာစွာဖြင့်ရေရွတ်လိုက်ပါတယ်ထို့နောက်ဆိုင်ရှင်ဦးလေးကြီးသည်ဇနီးဖြစ်သူ၏လက်ကိုကျင်နာစွာဆုပ်ကိုင်လိုက်ရင်မင်းကိုဒီလောက်ထိရောက်အောင်တွန်းပို့လိုက်မိလိမ့်မယ်လို့မထင်ခဲ့ပါဘူးငါထက်ပြီးကြည့်မနေနိုင်တော့ဘူးတောင်းပန်ပါတယ်လီလီရဲ့အရင်တုန်းကမင်းတယောက်တည်းနာကျင်ခံစားခဲ့ရအောင်လုပ်ခဲ့မိလို့ပါလို့နောင်တကြီးစွာဖြင့်တောင်းပန်လိုက်ပါတယ်ဒေါ်တော်ကြီးကခင်မုန်းဖြစ်သူအားကြီးကဝမ်းသာပြုံးဖြင့်ဒီနေ့တော့ရှေ့ထွက်ပြီးမတရားမှုကိုရဲရဲဝံ့ဝံ့ရင်ဆိုင်ခဲ့ပြီလေဆွေမျိုးတွေကိုဆုံးရှုံးရမှာမကြောက်တော့ဘူးလားလို့မေးလိုက်ရဦးလေးကြီးကဆွေမျိုးတွေထွက်သွားတာပြဿနာမဟုတ်ပါဘူးဟဲမိသားစုစားတောက်ဆိုင်ရဲ့တကယ်စီးမင်းတွေကအခုမှဆက်တာပါလမ်းဘေးဆိုင်ကရဲလေးကနေဒုတိယထပ်အထိရောက်အောင်လာခဲ့ရတဲ့ဒီခြေလမ်းတွေဟာကျွန်တော်တို့အတွက်လွယ်လွယ်ကူကူရခဲ့တာမဟုတ်ပါဘူးလို့ပြောကြရင်နှစ်ယောက်သားပြုံးရှင်စွာဖြင့်အစားတောက်များကိုရောင်းချပေးကြပါတော့တယ်ဝယ်သူမျိုးသမီးကြီးတဦးကအစားတောက်ဝယ်ယူရင်လီလီရေဒီနေ့ဝက်ပောင်ပေါင်းကတကယ်နဲ့မွေးပြီးအရသာရှိလာကြည်လားလို့ချီးကျူးလိုက်ရာဒေါ်တော်ကြီးကပြုံးရှင်စွာဖြင့်ဟုတ်ပါတယ်အန်ဒီဒီနေ့ပို့ပြီးအရသာဝင်အောင်ချက်ထားတာပါလို့ပြန်လည်ဖြေကြားလိုက်ပါတယ်ထိုစဉ်ဝယ်သူလူငယ်တဦးကဆိုင်ရှင်ကြီးစီးမင်းတွေကအတီးဖြစ်နေတော့မဲမဟုတ်လားလို့စနောင်မင်းမြတ်ရဦးလေးကြီးကအတီးပါပဲတန်းတူညီမျှပွင့်လင်းမြင်သာတဲ့စီးမင်းတိုင်းပါပဲဘသူလာအတူတူပါပဲလို့ရဲမောရင်ပြန်ပြောလိုက်ပါတယ်ဒေါ်တော်ကြီးကလည်းဆွေမျိုးတွေလာရင်လည်းအတူတူပါပဲနော်လို့ပြုံးပြုံးလေးပြောလိုက်ရာဝယ်သူလူငယ်များကဒီစီမင်းကတော့တကယ်ကိုသဘောကျစရာပဲလို့ရဲမောအတိမတ်ပြုကြပါတော့တယ်ဘေးမှာဝန်ထမ်းအမျိုးသမီးကြီးကလည်းဒေါ်တော်ကြီးအပြုံးများဖြင့်
ကိုယ့်ရဲ့နယ်ပယ်ပိုင်းခြားနဲ့စီးမင်းများကိုပြတ်သားစွာထုတ်ဖော်ပြောဆိုနိုင်ခဲ့သည့်အတွက်ဝမ်းသာခြင်းနဲ့လျက်ရှိနေပါတယ်။သို့တော်ထို့သို့ပျော်ရွှင်ပွဲခိုက်တန့်လေးတွင်စားတော့ဆိုင်တကားဝန်း၌ကြောပိုးအိတ်လေးလွယ်ထားသောမိန်းကလေးငယ်တဦးသည်မျက်ရည်များဝဲလျက်ငိုယိုကာရောက်ရှိလာခဲ့ပါတယ်။ဒေါ်တော်ကြီးကကြောပိုးအိတ်လေးဖြင့်ငိုယိုနေသောသမီးငယ်လေးအားတွေ့လိုက်ရသောအခါတီးယာသမီးပါလို့ဒီကိုရောက်နေတာလဲလို့အံ့အားသင့်စွာမေးလိုက်ပါတယ်။သမီးငယ်လေးကဆရာမတွေစီဝေးရှိလို့ကြောင်းစောစောဆင်းတာပါ။အဖွားတို့လာပြီးပြဿနာရှာတယ်လို့ကြားလို့မေမေတို့ထက်ပြီးအနိုင်ကျင့်ခံရမှာစိုးလို့လာခဲ့တာပါလို့ငိုယိုရင်းပြောပြလိုက်ပါတယ်။ဒေါ်တော်ကြီးကသမီးငယ်လေးအားပွေ့ဖက်လိုက်ပြီးမေမေတို့အနိုင်ကျင့်မခံရပါဘူးသမီးရဲ့မေမေတို့အခုကိုကိုကာကွယ်နိုင်နေပါပြီလို့မျက်ရည်များကြမှသမီးငယ်အားပေးလိုက်ပါတယ်သမီးငယ်လေးကဖခင်ဖြစ်သူအားကြီးကဖေဖေရောမေမေကိုကာကွယ်ပေးခဲ့ရဲ့လားလို့မေးလိုက်ရာဆိုင်ရှင်ဦးလေးကြီးကသမီးငယ်လေးအရှိတွင်ဒူးထောက်ထိုင်ချလိုက်ပြီးကာကွယ်ပေးခဲ့တာပေါ့သမီးရဲ့နောက်လဲဖေအမြဲတမ်းကာကွယ်ပေးသွားမှာပါလို့ကတိပေးလိုက်ရာသမီးငယ်လေးကပြုံးလိုက်ရင်ဒါဆိုသမီးလဲနောက်ဆိုစီးမြင့်တွေကိုဝိုင်းထင်းပေးမယ်လေလို့ပြောလိုက်ရာဒေါ်တော်ကြီးကအေးပါသမီးရဲ့ငါတို့မိသားစုအကုန်အတူတူစောင့်ရှောက်ကြတာပေါ့လို့ဝမ်းသာအားရပြောလိုက်ပါတယ်ဆိုင်ရှင်ဦးလေးကြီးကလည်းဒီဆိုင်လေးကိုကာကွယ်တာဟာစီးပွားရေးစိတ်တစ်ခုတည်းအတွက်မဟုတ်ပါဘူးငါတို့မိသားစုလေးအတွက်လည်းပါပါတယ်လို့ဂျင်းနဲ့စွာရေရွတ်လိုက်ပါတယ်အဝေးမှကြည့်နေသောဝန်ထမ်းမျိုးသားကသူတို့မိသားစုရင်ဆိုင်ခဲ့ရတဲ့ဒီခက်ခဲဟာတခြားပြဿနာတွေထက်တောင်ပိုပြီးခက်ခဲပါသေးတယ်လို့ရေရွတ်လိုက်ရဝန်ထမ်းအမျိုးသမီးငယ်ကမိသားစုစီကလာတဲ့ဖိအားတွေကညှင်းပယ်ဖို့အခက်ဆုံးပါပဲဒါပေမဲ့ဒီတစ်ချိန်မှာတော့သူတို့ဟာတနာစရာကောင်းလို့မဟုတ်ပဲကိုခြေတော့ပေါ်ပုကုံးချင်းရှင်ပြီးကြမ်းကြမ်းခံရက်တည်နိုင်ခဲ့ကြတာပါလို့သုံးသပ်လိုက်ပါတယ်ဒေါ်တော်ကြီးကစာအုပ်ဟောင်းလေးကိုပုတ်တက်ရင်စာအုပ်ဟောင်းထဲမှာနာကျင်စရာခံစားချက်တွေရှိခဲ့ပေမဲ့ဒီစာအုပ်တစ်ထဲမှာတော့ဘဝတစ်ကိုရေးသားရတော့မှာပါလို့အေဂျင့်စွာရေးရွတ်လိုက်ပါတယ်ခင်ပွန်းဖြစ်သူဆိုင်ရှင်ဦးလေးကြီးကစာအုပ်တစ်ထဲတွင်စည်ရင်းများရေးမှတ်ရင်ဘသူ့ကိုမှကင်းလွတ်ခွင့်မပေးတော့ပါဘူးတန်ရောစင်ဆိုတာအကျွေးတစ်ခုမဟုတ်ရပါဘူးဒီနေ့ကစားပြီးငါတို့ဟာဆိုင်ကိုတင်မက်ကပဲဒီအိမ်လေးကိုပါကာကွယ်သွားကြတာပေါ့လို့ပြတ်သားစွာပြောဆိုလိုက်ပါတယ်သမီးငယ်လေးကလည်းစာအုပ်ထဲတွင်စာရေးရင်ပြုံးပြလိုက်ရဦးလေးကြီးကဒီနေ့ဟာဟဲမိသားစုစားတော့ဆိုင်အတစ်တဖန်ပြန်လဲဆက်တင်နေနေပါပဲလို့ဂျင်းနဲ့စွာစကားဆိုလိုက်ပါတယ်ထို့နောက်ခင်ပွန်းဖြစ်သူကမတ်များကိုတုံနေတော့ဒေါ်တော်ကြီးအားလီမနေ့ပြန်ကြရင်ဝက်ပေါင်ပေါင်းကိုပိုပြင်ဆင်ထားရမလားလို့မေးလိုက်ရဒေါ်တော်ကြီးကပိုပြင်ဆင်လို့ရပါတယ်ဒါပေမဲ့အစားအသောက်ပမာဏလျှော့တာမျိုးမလုပ်ရပါဘူးစီးမြင့်တွေကိုဖောက်ဖျက်လို့မရပါဘူးလို့ပြုံးရင်းပြန်ဖြေလိုက်ပါတယ်စားပွဲတွင်ထိုင်နေသောသမီးငယ်လေးကလည်းဆွေမျိုးတွေလာရင်လည်းတန်းစီရမှာနော်လို့စားနောက်ရဲမောရင်းပြောဆိုလိုက်ပါတယ်ဒေါ်တော်ကြီးကဆိုင်စီးမြင့်စာရွက်လေးကိုကင်ကအစားအသောက်ကတက်ရှင်းရမယ်စရင်ကရှင်းလင်းရမယ်မိသားစုမှာလည်းစီးမြင့်စည်းကမ်းတွေရှိရပါမယ်လို့စိတ်ထဲမှာတိတ်တဆိတ်ရေးရွတ်လိုက်ပါတယ်သမီးငယ်လေးကလည်းမိဘနဲ့ပါအားကြီးကအခုဆိုရင်ကျမတို့မိသားစုလေးကတကယ်ကိုပြောင်းလဲသွားခဲ့ပါပြီလို့ဝမ်းသာစွာပြောလိုက်ပါတယ်နောက်ဆုံးတွင်မိသားစု၃ဦးစလုံးဆိုင်ရှေ့တွင်မမက်ရက်ကပြုံးရှင်စွာဖြင့်ဟဲမိသားစုစားတော့ဆိုင်ဟာစီးမြင့်စည်းကမ်းတွေကိုစောင့်ထိန်ခဲ့တယ်လို့ကျွန်တော်တို့ရဲ့မိသားစုလေးကိုလည်းအောင်မြင်စွာကာကွယ်ဆောင်ရှောက်နိုင်ခဲ့ပါပြီလို့ပျော်ရွှင်စွာဖြင့်ဇက်သိမ်းသွားပါတော့တယ်